ရင်တစ်ပိုင်းမှာတော့ရိုမန်ကသူ့ရဲ့စတုတ္ထမြောက်ကန်ဆောင်မဲ့ဓာတ်ကိုတလအချာနဲ့သုံးလုပ်ပြီးစီးသွားခဲ့ပါတယ်။ chapter အစရိုမန်သုံးလုပ်ခဲ့တဲ့ဓာတ်တွေထဲမှာဆလမန်ဒါမီးတောက်ဓာတ်အပြင်အမောင်တုလို့ခေါ်တဲ့နဲ့ဓာတ်သုံးလက်ကရှိခဲ့ပြီးရိုမန်ပြုတ်လုပ်ခဲ့တဲ့ဓာတ်တွေအတစ်တစ်ခုစီတိုင်းကပြည့်စုံမှုတွေကိုတိုးလာစေပါတယ်။အတူညီမှုကတော့နီးစနစ်တင်မဟုတ်ပဲလုံးဝကုန်မှာအတူညီတဲ့ကျွမ်းကျင်မှုအပါအဝင်စိတ်ကူးတော်မြင်နိုင်တဲ့နောက်တစ်ခုကဘလောက်တော့အံ့ဩစရာကောင်းမလဲဆိုတာဗလက်တီနိုတယောက်အတွေ့အပေါင်းများစွာနဲ့အတူရိုမန်ရှိရသို့ပြေးလာနေခဲ့ပြီးအဲ့ဒီအချိန်ဟက်စ်မှာလည်းတောင်းပန်ပါတယ်။တခင်လေးကအလွတ်ယုံကနေထွက်လာပြီးတာနဲ့လေ့ကျင့်ခွင့်ကိုတောက်ပါတယ်ဆိုပြီးပြောလိုက်တဲ့အခါမှာတော့ဗလက်တီနိုတယောက်လုံးဝအောင်မစိတ်တဲ့ကြနေရပါတယ်။ဒီလိုနဲ့ရိုမန်တယောက်လေ့ကျင့်ခွင့်ရောက်တဲ့အခါမှာသူ့ရဲ့ဓာတ်အစ်စ်ကိုကြည့်နေခဲ့ပြီးအရှင်ဘဝတုန်းကတော့မှဒါလောက်အဆင့်ရှိတဲ့ဓာတ်ကိုမလုပ်ခဲ့ဘူးဆိုပြီးတွင်းနေကဒါကမီးတောက်နဲ့ဆိုရဲ့မီးတောက်တွေကြောင့်ဖြစ်ရမယ်။ဒီဓာတ်ကိုကြည့်ရတာနဲ့မီးတောက်အမှုပညာနီးလန်းနဲ့လိုက်ဖက်မဲ့တိုင်းပညာအစ်စ်ကိုစိတ်ထဲမှာရှင်းရှင်းလင်းလင်းပေါ်လာတယ်ဆိုပြီးတွင်းနေခဲ့ပြီးကိုစဉ်အချိန်ရိုမန်မှာလည်းမီးတောက်ဆွမ်းအားတွေနဲ့အတူသူ့ရဲ့ဓာတ်အတွင်းကနေမီးအော်ရာတွေကိုထုတ်လိုက်ပြီးဘလောက်လုံငင်းနေတဲ့မီးတွေကိုကျိုးဆူရမယ်ဆိုပြီးပြောနေရင်လည်းရိုမန်တယောက်မီးတောက်တွေနဲ့ပဲခုချက်တစ်ခုကိုလုံးမလို့ပြင်လိုက်ပြီးတော့ပထမနီးစနစ်မီးတောက်ဆိုပြီးပြောကအပြင်းနဲ့ခုချက်ကိုခုတ်ချက်လိုက်ပါတယ်။ဟိုခါမှာတပ်ပါလုံးနဲ့မီးတောက်တွေမှာလည်းရိုမန်ရဲ့ဓာတ်မှာရစ်ပတ်နေခဲ့ပြီးကျန်သူတွေကိုမီးတောက်နဲ့ရှင်းပြနိုင်တယ်ဆိုပြီးပြောနေကအဲ့ဒီအချိန်ရိုမန်ရဲ့ခုတ်ချက်ကြောင့်မီးလစ်စင်နှမောင်းကြီးကလည်းထွက်ပေါ်လာရင်နဲ့ရိုမန်တယောက်မှာလည်းဒုတိယနီးစနစ်မီးတောက်နှိုင်းဆိုပြီးပြောလိုက်ပြီးသူ့ရဲ့ခုတ်ချက်တွေနဲ့အတူဓာတ်အစ်စ်ကိုစမ်းသပ်နေခဲ့ပါတယ်။ဒီလိုနဲ့ပဲမီးတောက်ရဲ့အင်အားကိုနေရာတစ်ခုမှာစုစည်းပြီးတော့အားလုံးကိုဖောက်ထွက်နိုင်မယ်ဆိုပြီးပြောကနောက်ထပ်အားပြည့်လုံးနဲ့ခုတ်ချက်တစ်ခုကိုပြုတ်လို့လိုက်ပြီးတော့ဒါဟာတတိယနီးစနစ်မီးတောက်ပေါက်ကွဲမှုပဲဖြစ်ပြီးရိုမန်ကလည်းအခုတော့မီးတောက်ရဲ့အဆုံးကိုထုတ်ပြဖို့ပဲဆိုပြီးပြောလိုက်ရင်နဲ့သူ့ရဲ့ဓာတ်ကိုမြေပြင်သို့စိုက်ချကအားပြည့်လုံးနဲ့မီးတောက်တွေကိုမြေကြီးထဲကိုလွှတ်ထုတ်လိုက်ပါတယ်။ခုနောက်မှာဒီသားတွေကအပွဲလာခဲ့ပြီးမြေကြီးတွေချားရရနဲ့မီးတွေကထွက်လာခဲ့ပြီးတော့ဒါဟာဆိုရင်လေရိုမန်ရဲ့စတုတ္ထမြောက်နီးစနစ်မီးနဲ့ဆိုပဲဖြစ်ပါတယ်။ရိုမန်တယောက်စတုတ္ထမြောက်စနစ်ကိုတုံးလိုက်တဲ့အခါမှာတော့ဒမက်ထရီရဲ့လေ့ကျင့်ရေးကွင်းမှာလည်းမီးတောက်တွေနဲ့အတူပေါက်ကွဲမှုတစ်ခုကလည်းဖြစ်သွားခဲ့ပြီးအဲ့ဒီအချိန်ရိုမန်ရဲ့အရှိမရိုမန်ရဲ့ဆွမ်းအားကြောင့်ကျွန်းနဲ့ကြီးတစ်ခုကလည်းပေါ်လာကရိုမန်မှာဆိုရင်လေမီးနဲ့ဆိုကမီးတောက်နဲ့ဆင်းတဲ့ဓာတ်တိုင်းပဲဒါဟာဒမက်ထရီရဲ့ channel တက်မြေမှာဝေဖွားလာခဲ့ပြီးမီးနဲ့အတူတူရှင်တန်ခဲ့တဲ့အဘဲဘုံမိသားစုနဲ့တိုက်ညီတဲ့တိုင်းပညာပဲဆိုပြီးပြောနေကဒီတိုင်းပညာရဲ့နာမည်ကဆိုပြီးပြောလိုက်ပြီးမီးနဲ့ဆိုရဲ့မီးတောက်ဗလာနဲ့ထိကနဲ့ဖြစ်တည်မှုကိုဖန်တီးခဲ့တဲ့အောင်းငင်မုံနဲ့ဆိုဝိညာဉ်နဲ့ဘိုက်ဖက်ပါပေးတယ်ဆိုပြီးပြောနေခဲ့ပါတယ်။အဲ့နောက်မှာတော့ဗလက်တီနိုတယောက်မှာလည်းဒီတော့ဒါကပြီးတော့ဆိုပြီးပြောနေကနောက်ဆုံးမှာရိုမန်နဲ့တွေ့ရှိခွင့်ရခဲ့ပြီးတစ်ဖက်ကရိုမန်ကလည်းဂျာလက်ကိုကျင်းနေပါတယ်ဆိုပြီးပြောနေရင်လည်းအဲ့ဒီအချိန်ဗလက်တီနိုကတော့အရှင်ရိုမန်လုံးနိုင်မယ်ဆိုတာကိုသိနေတယ်ဆိုပြီးပြောလိုက်ရင်လည်းရိုမန်ကလည်းဂရီပေးထားတဲ့အတိုင်းလေးလက်မတင်ခင်မှာဓာတ်ကိုကြည့်ရဖို့အတွက်အခွင့်အရေးရမှာပါဆိုပြီးပြောနေခဲ့ပါတယ်။ခုနောက်မှာဟက်စ်ကလည်းရိုမန်ပြုတ်လုပ်ထားတဲ့ဓာတ်ထဲမှာဓာတ်တစ်ချောင်းကိုယူလိုက်ခဲ့ပြီးရိုမန်ကလည်းလက်ခံနိုင်တဲ့တံမိုးကိုကမ်းလိုက်ရင်တော့အရှင်ဖြစ်လာနိုင်ပါတယ်ဆိုပြီးပြောလိုက်ပြီးအဲ့အချိန်ဟက်စ်မှာတော့ဗလက်တီနိုရဲ့အရှင်မှာတပ်ပါလုံးနဲ့ဓာတ်တစ်ချောင်းကိုပြလိုက်ကရိုမန်ကတော့လေးလံပွဲမှာဒီဓာတ်ကိုပဲထည့်ဖို့အတွက်စီစဉ်ထားပါတယ်ဆိုပြီးပြောလိုက်ပါတယ်။အဲ့အခါဓာတ်ကိုမြင်လိုက်ရတဲ့ဗလက်တီနိုတယောက်မှလည်းအရန်အောင်မတက်ကြွနေရပြီးဒါကအရှင်ရိုမန်အစ်စ်လုပ်ထားတဲ့ဓာတ်အစ်စ်ပဲဆိုပြီးတွေးနေရကအံ့ဩစရာပဲဆိုပြီးပြောနေရင်လည်းအဲ့ဒီအချိန်ဗလက်တီနိုမှာတော့အရန်မရိုင်းမှုဆိုရင်တိုင်းတာရေးဆက်ကိုသုံးလို့ရမှလားဆိုပြီးမေးလိုက်ရင်လည်းတစ်ဖက်ကရိုမန်ကတော့ဒါပေါ့တက်တယ်လို့လုပ်ပါဆိုပြီးပြောလိုက်ပါတယ်။အဲ့အခါဗလက်တီနိုမှာလည်းကျေးဇူးပါဆိုပြီးပြောလိုက်ပြီးသူ့ရဲ့တိုင်းတာရေးကိရိယာကိုထုတ်လိုက်ကဓာတ်အစ်စ်ရဲ့အပေါ်မှာစမ်းသပ်နေခဲ့ပြီးတော့သူစဉ်ဗလက်တီနိုရဲ့အတွေ့အကြုံမှာလည်းဒီလိုပဲမန်နာရဲ့ပဲတင်တန်ကလေဘက်30ကိုလွယ်လွယ်လေးကြော်တက်နေတယ်။ဒါအပြင်ဒီလိုဓာတ်မျိုးနဲ့ဆိုရင်တော့ဒီလက်အောင်မှုကဘယ်လောက်လိုမလဲဆိုပြီးတွေးနေရပြီးဒီတော့လို့ခေါ်တဲ့ဓာတ်တုံးကရွှေ1200အဲ့တော့ရွှေ2400လောက်ညုံအဲ့လောက်မလုံးလုံးသေးဘူးဆိုပြီးတွေးနေရင်လည်းဗလက်တီနိုမှာလည်းဒါနဲ့ဒီဓာတ်ရဲ့နာမည်ကိုမေးလို့ရမလားဆိုပြီးမေးလိုက်ပါတယ်။အဲ့အခါရိုမန်မှာတော့တတိယနာမည်မရှိလို့ပေးထားပါတယ်ဆိုပြီးပြောလိုက်ပြီးဒီစကားကြောင့်ဗလက်တီနိုတယောက်အရောက်မှလိုက်ဖြတ်ပြီးကြောင်သွားတာကမီးတောက်လိုမျိုးပဲသူ့ရဲ့အောက်ကိုတော့မကြတဲ့ထားဖို့မီးမရှိလို့ခေါ်တဲ့ပေါ့ဆိုပြီးပြောနေကဓာတ်ကောင်းတစ်လက်ကိုတိကျတဲ့နာမည်ကောင်းတစ်ခုပေးဖို့အတွက်လိုအပ်ပါတယ်ဆိုပြီးပြောနေခဲ့ပြီးအဲ့ဒီအချိန်ရိုမန်ကလည်းဒီတစ်ခေါက်လုပ်ခဲ့တဲ့ဓာတ်လေးချောင်းထဲမှာဒီအမည်မရှိဓာတ်ကနောက်ဆုံးဓာတ်အတွက်စမ်းသပ်ရေးအပိုင်းအစပါပဲဆိုပြီးပြောလိုက်တဲ့အခါမှာတော့တစ်ဖက်ကဗလက်တီနိုတယောက်ရန်အောင်မှလိုက်ဖြတ်နေရပြီးရိုမန်ကလည်းအဲ့စမ်းသပ်ရေးကိုဆိုလိုပြီးမိခဲ့တာမလို့ငါအတွက်တော့ပို့ပြီးထူးခြားပါတယ်ဆိုပြီးပြောလိုက်ကဗလက်တီနိုတယောက်မှာတော့ဓာတ်လေးချောင်းဆိုပြီးတွေးနေရပြီးအဲ့ဒီအချိန်ဗလက်တီနိုကလည်းနေပါအောင်ဓာတ်လေးချောင်းထဲမှာတတိယအမည်မရှိကမုံမှန်မှုအနည်းဆုံးလို့ပြောချင်တာလားဆိုပြီးမေးလိုက်ပါတယ်အဲ့အခါရိုမန်ကလည်းတကယ်တော့ရှင်းပြီးပြောရရင်လေးခုထဲမှာဒါကအဆင့်အနှိမ်ဆုံးမှဆိုပြီးပြောလိုက်ပြီးဒါပေမဲ့အဆင့်အနှိမ်ဆုံးနဲ့တော့မဟုတ်နေခဲ့ပါဘူးဆိုပြီးပြောနေကအမည်မရှိတွေကဒီတော့ထက်အဆင့်မြင့်ပါတယ်ဆိုပြီးပြောလိုက်ပြီးထုတ်လုပ်မှုနဲ့ဆန်းဆောင်ရေးပိုင်းမှာရောပေါ့ဆိုပြီးပြောလိုက်ပါတယ်အဲ့အခါဗလက်တီနိုမှာလည်းထိတ်လန့်မှုတွေအပြည့်နဲ့ဒါဆိုစတုထနဲ့နောက်ဆုံးဓာတ်ကိုကြည့်လို့ရမလားဆိုပြီးပြောလိုက်ပြီးအဲ့အခါတစ်ဖက်ကရိုမန်ကလည်းဒါပေါ့ဆိုပြီးပြောလိုက်ကသူ့နောက်ဆုံးသွန်းလုပ်ခဲ့တဲ့ရန်အောင်မှာလှပတိတက်လာတော့နောက်ဆုံးဓာတ်အသစ်ကိုဗလက်တီနိုကိုဖျက်လိုက်တဲ့အခါမှာတော့ဗလက်တီနိုမှာလည်းအံ့ဩမှုတွေအပြည့်နဲ့ဖက်ဖျားရည်ဒီလိုဓာတ်မျိုးကတကယ်ရှိတယ်လားဆိုပြီးပြောနေရပါတယ်အဲ့နောက်ရိုမန်ရဲ့နောက်ဆုံးဓာတ်ကိုတွေ့လိုက်ရတဲ့အခါမှာဗလက်တီနိုရဲ့အတွေ့အကြုံမှာလည်းခုတော့နားလည်ပြီးအရှင်ရိုမန်ကဘာလို့နာမည်မရှိတဲ့ဓာတ်တွေကိုစမ်းသပ်မှုလို့ခေါ်လဲဆိုတာကိုပို့ဆိုပြီးတွေ့လိုက်ပြီးဒီလိုယတနာမျိုးကိုဖန်တီးဖို့ဆိုဖြစ်စဉ်တွေကပါအမှုပညာတရပဲဆိုပြီးတွေ့နေကစုဆောင်းသူတွေကပြင်းပြထန်ထန်နဲ့ပြန်ချလိမ့်မယ်ဆိုပြီးတွေ့လိုက်ပြီးစိတ်မြင့်ပမာဏပေးရင်တော့မှအမည်မရှိဓာတ်တွေကိုစုဆောင်းဖို့အတွက်ပေါ့ဆိုပြီးတွေ့လိုက်ရင်လည်းပြည့်စုံမှုကိုဖန်တီးခြင်းဖြစ်စဉ်တင်နေတာကနေတံပိုးတစ်ခုတည်းနဲ့တတိယအမည်မရှိဓာတ်ကိုအများကြီးတန်အောင်လို့လုပ်ပေးထားရဆိုပြီးတွေ့နေခဲ့ပါတယ်။ဟိုစဉ်အချိန်တွင်းလုံးထဲမှာနေမျိုးနေရတဲ့ဗလက်တီနိုကိုတော့တစ်ဖက်ကရိုမန်ကလည်းလေးနဲ့တဲ့အတန်တွေနဲ့နောက်ဆုံးဓာတ်ရဲ့နာမည်ကဖြက်စီးခြင်းလို့ခေါ်ရဲဆိုပြီးပြောလိုက်တဲ့အခါမှာရိုမန်နဲ့အတူအနည်းအောင်အော်ရီကလည်းထွက်ပေါ်နေခဲ့ပြီးအဲ့ဒီအချိန်ဗလက်တီနိုရဲ့အတွေ့အကြုံမှာလည်းဒီဖြက်စီးခြင်းကတင်မျိုးတွေတော့မရှောင်လန်းနိုင်တဲ့အမှုပညာလက်ရာပဲဆိုပြီးတွေ့နေရပြီးဒီဖြက်စီးခြင်းကိုဘယ်တော့မှမပိုင်ဆိုင်လို့ဖို့ထင်တယ်ဆိုပြီးတွေ့နေကဒါပေမဲ့လည်းတတိယအမည်မရှိဓာတ်ကိုတေချာပေါက်ပိုင်ရမယ်ဆိုပြီးတွေ့နေရင်လည်းအဲ့ဒီအချိန်ဗလက်တီနိုတယောက်အတွေ့တစ်ခုဝင်လာခဲ့ပြီးနေပါအောင်အမောင်တို့ကရောဘာလို့လေးလက်မတင်နိုင်လဲဆိုပြီးတွေ့နေရကဒီလိုနဲ့နာချမ်းအခါကိုရောက်တဲ့အခါမှာတော့ရိုမန်ကလည်းသူ့ရဲ့ညီဖြစ်တဲ့ရောဝစ်ဒမက်ထရီကိုဂျုတ်တိရပဲသူ့ရဲ့တတိယမြောက်ဓာတ်ဖြစ်တဲ့ဒက်ဂနက်စ်ကိုပါပြီးပေးနေခဲ့ပါတယ်အဲ့အချိန်ဘဝမှာလည်းအနေငယ်တော့ကြောင်းနေရပြီးဘာလို့ပေးရလဲဆိုပြီးမင်းနေကတစ်ဖက်ကရိုမန်မှာဆိုရင်လည်းမရှိတော့မှငါရဲ့နေရာကိုယူနိုင်တာဆိုလို့မင်းမရှိတယ်လို့ယုံကြည်ထားတာမလို့ပါဆိုပြီးပြောလိုက်ပြီးမင်းကိုဒက်ဂနက်စ်ရဲ့တင်ကေတာကိုအန်ဆောင်ထားစေချင်တယ်ဆိုပြီးပြောလိုက်ကအဲ့ဒီအချိန်ရိုမန်ရဲ့စကားတွေကြောင့်တစ်ဖက်ကရောဝစ်မှာလည်းရန်အောင်မနှမ်းသွားပြီးတော့သူမရှိတော့ဆိုပြီးတွေးနေရပါတယ်ဟိုစဉ်အခါရိုမန်ကလည်းရောဝစ်ဒမက်ထရီကကြောက်ကမ်းမရဲ့အဆုံးမှာရက်နေခဲ့တယ်ဒီတော့ခိုနို့စ်ကလည်းတလှမ်းမဲ့နောက်ဆုတ်ခဲ့ရင်တော့မှဆိုးရတဲ့အဆုံးတဲ့နဲ့ကြုံရမှာပဲဆိုပြီးပြောနေခဲ့ပြီးအဲ့ဒီအချိန်ရိုမန်ပေးတဲ့ဓာတ်ဆိုရင်လည်းရောဝစ်ရဲ့လက်ထဲကိုရောက်နေခဲ့ပြီးဖြစ်တယ်လို့ရိုမန်ကလည်းမရှိရင်တော့မှမင်းရဲ့ဖြစ်တည်မှုကလူတွေအပေါ်မှာစိတ်တတရရက်စေချင်တယ်ဆိုပြီးပြောလိုက်ပြီးအားလုံးယုံကြည်ရတဲ့ထောက်တိုင်တစ်ခုဖြစ်လာရမယ်ဆိုပြီးပြောနေခဲ့ပါတယ်ထိုစဉ်အခါရိုမန်ရဲ့စကားတွေကြောင့်တစ်ဖက်ကရောဝစ်မှာလည်းအဲ့ဒါတော့
မဖြစ်နိုင်တဲ့တိပြတ်မှလက်ဆက်ပြီးပြောလိုက်ပြီးဘလောက်ပဲကြိုးစားနေပါစေဦးတော့မင်းနေရာမှာအပြည့်အဝအစားမထိုးနိုင်ဘူးဆိုပြီးပြောနေတာထိုစဉ်အချိန်တစ်ဖက်ကရိုမန်ကလည်းရုတ်တရက်ပဲသူ့ရဲ့လက်ထဲကနေဒီအဆွမ်းတုံးလိုက်ပြီးတော့အခုကစပြီးမင်းစီကိုမိတော့နှစ်ဆိုးရဲ့မိတော့ကိုပဲပေးလိုက်မယ်ဆိုပြီးပြောနေရင်ဒီတော့အမှုပညာဟာတွေးချင်းတူတဲ့သူကိုသာအပူဆွမ်းအားကိုမျှဝေဖို့အတွက်ခွင့်ပြုရဲဆိုပြီးပြောနေခဲ့ပြီးမင်းနဲ့ငါကတွေးချင်းတူနေတော့ဖြစ်နိုင်တယ်ဆိုပြီးပြောနေခဲ့ပါတယ်အဲ့အချိန်ရိုမန်ပြောနေတဲ့စကားတွေကြောင့်ဘဝမှာလည်းရအောင်မအံ့ဩနေရပြီးရိုမန်ကလည်းအခုတော့အစိတ်တေးလေးပါပဲဆိုပြီးပြောနေရင်ဒါပေမဲ့မင်းသာကောင်းကောင်းပြောထောင်နိုင်ရင်တော့ရင်ကားတက်ပို့ပြီးတော့တမလာလိမ့်မယ်ဆိုပြီးပြောနေခဲ့ပြီးဝိချင်မှုကတော့မင်းရဲ့အပိုင်းပဲဆိုပြီးပြောနေခဲ့ပါတယ်ထိုစဉ်အခါရိုမန်ပြီးတဲ့အရာကိုဘာကိုမှတူပြီးနေပဲမလုပ်မယ်ဆိုပြီးပြောလိုက်ပြီးပို့ပြီးတမလာနိုင်မယ်ဆိုရင်တော့ဘာပဲဖြစ်ဖြစ်လက်ခံမှာပါဆိုပြီးပြောနေကလောဘရဲ့ဆုံးဖြတ်မှုကြောင့်ရိုမန်ကလည်းအနေငယ်တော့ပြောလိုက်ရင်လည်းကဲမင်းကိုတင်ပေးမယ့်တိုင်းပညာကတောက်လောင်နေတော့မီတာအမှုပညာလို့ခေါ်ရဲဆိုပြီးပြောလိုက်ခါထိုစဉ်အချိန်ရိုမန်ပြီးလိုက်တဲ့ darkness မှာဆိုရင်လေအမောင်တူကနေတဆင့်မီတောက်တွေကဓာတ်သွားအပေါ်မှာစတင်ပြီးတော့တောက်လောင်လာခဲ့ပါတယ်ဒီလိုနဲ့နောက် chapter တစ်ခုရဲ့အစမှာရိုမန်တယောက်မီတောက်နှစ်ဆိုရဲ့ဆွမ်းအားအနေငယ်ကိုလောဘကိုလှည့်ပေးနေခဲ့ပြီးအဲ့ဒီအချိန်ရိုမန်ကလည်းရန်ကိုပေးမဲ့နေရကခုဆိုပြီးတပင်းချလိုက်ရင်လည်းတစ်ဖက်က Robert ကတော့အေးဆေးစော်ငြင်းခဲ့နေခဲ့ပြီးရိုမန်ကလည်းညမကောက်အဆုံးလှည့်ပြောင်းနေခဲ့ပါတယ်ထိုစဉ်ရိုမန်ရဲ့အတွေ့အထဲမှာတော့အနည်းစုပဲဖြစ်လောက်ပေမဲ့မီတောက်နှစ်ဆိုရဲ့မီတောက်ကဘယ်လိုတောင်းမှမခံနိုင်တဲ့တွန်းအားတစ်ခုပဲမီတောက်အပူအနန္တတိုင်းသာတူတူမပေါင်းစည်းနိုင်ခဲ့ရင်တော့လောဘရဲ့အားနေတဲ့ခန္ဓာကိုယ်ကလည်းဘာဆိုဘာမှမရှိတော့အောင်တောင်းမြေတော်လိမ့်မယ်ဆိုပြီးတွေးနေခဲ့ပြီးထိုစဉ်အချိန်တစ်ဖက်က Robert ကတော့အပူတံကိုမနှဲတောင်းခံနေရကခါဆိုပြီးတပင်းချနေခဲ့ပါတယ်ဒီလိုနဲ့ပဲအနည်းဆုံးတော့ဒါကျင်မှုကနေသွားပြီးလောဘရဲ့စွန့်ရင်ပုတ်ဟိုမှာမီးစာတေးသေးလေးရလေချီချသွားခဲ့ပြီးတော့မီးနဲ့ဆိုရဲ့မီတောက်တွေကိုသတိရစေတဲ့ဓာတ်တိုင်းဖြစ်တဲ့အပြင်ပြီးတော့မီတောက်အနန္တတိုင်းကျွမ်းကျင်သူအဖြစ်နဲ့တခြားသူမဟုတ်တဲ့ဘဝဒမထရီကခုအချိန်မှာပေါ်ထွက်လာခဲ့ပါတယ်အဲနောက်မှာတော့လိုဇာဗလက်တီနိုအိမ်ပြန်ရောက်လာပြီးတိတ်မကြခင်မှာပဲဗလက်တီနိုတယောက်အစည်းအဝေးကိုဆင့်ခေါ်ခဲ့ပါတယ်ဒီလိုနဲ့ဗလက်တီနိုအိမ်တော်ရဲ့စီးဝေးပွဲမှာတော့စစ်ပွဲကြီးပြီးတော့တန်ဖိုးကြီးကုန်တွေကိုအပိုင်သိမ်းလိုက်နိုင်ပြီးကြောက်အရေးတော့ကလည်းများအပြားထုတ်ဝင်နိုင်လိုက်ပါတယ်ဆိုပြီးပြောနေတာတီချာပေါက်အမြဲရမယ့်ဟာကိုဘာလို့များရုတ်တရက်ကြီးထုတ်ရမှာလဲဆိုပြီးမေးနေခဲ့ပြီးဗလက်တီနိုအိမ်တော်ရဲ့ရေးပါတဲ့သူတွေမှာလည်းဒီကစီးပွားရေးမဟုတ်ရင်တော့ဆုံးရှုံးမှုကရန်အောင်တည်တာလိမ့်မယ်ဆိုပြီးပြောနေတာကျွန်တော်တို့မသိရသေးတဲ့ပြဿနာများရှိနေတာလားဆိုပြီးဗလက်တီနိုကိုမေးနေခဲ့ပါတယ်သူကဗလက်တီနိုတရားမှာတော့ရှင်ရိုမန်ရဲ့ဓာတ်အသစ်ကိုရနိုင်ဖို့အတွက်ချွေ3-4တောင်ကလုံလောက်တာနဲ့တောင်နီးစပ်ဘူးဆိုပြီးပြောနေခဲ့ပြီးဒီစကားကြောင့်တခြားသူတွေမှာလည်းဟန်ဆိုပြီးကြောင်းကအဲ့ဒီအချိန်ဗလက်တီနိုတရားမှာတော့အတန်အချိန်နဲ့ပဲကြောက်တွေကတန်ဖိုးကြီးတာတွေဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကအခုအရေးမကြီးဘူးဆိုပြီးပြောနေခဲ့ပြီးဒီအခွင့်အရေးကိုလက်လွတ်ခံလို့မဖြစ်ဘူးဆိုပြီးပြောနေခဲ့ပါတယ်ပုံစံအခါဗလက်တီနိုအိမ်တော်ရဲ့ရေးပါတဲ့သူတွေမှာတော့ဒါပေမဲ့လေဓာတ်တက်လက်အတွက်အဲ့လောက်ထိငွေအမြောက်အများသုံးတာကဆိုပြီးပြောနေရင်တက်လက်မှာဗလက်တီနိုကလည်းစကားကိုဖျက်ပြောခဲ့ပြီးပါကြီးကကြာခင်မှာဒမထရီစီကနေဘယ်ဘက်တော့မှဆိုပြီးပြောနေရင်လည်းရိုမန်ဆိုတဲ့ကျိုးကိုကန်ခဲ့ပြီးမှအဲ့ဒါနဲ့နေမီတစ်ခုလုံးကိုပတ်စီပြစ်မယ်ဆိုပြီးပြောနေတာဟတ်တာအမ်ဘာတိုရက်ဖော့ဖရန်ဒါကအရှင်ရိုမန်ရဲ့အဲ့ရမြောက်တဲ့ဓာတ်တွေဟာရှိနေတဲ့ကုန်တယ်တွေကိုအင်အားကြုံလုံးပြီးအဲ့ဒီနိုင်ငံတော်လေးခုကိုဝင်ရောက်ဖို့အတွက်တော့ချက်ဖြစ်လာမှာဆိုပြီးပြောနေရင်လည်းပထမမိသားစုဒမထရီကိုအားဖြည့်ပေးပြီးတတိယအမည်မရှိထားကိုပါလေလံဆွဲနိုင်ခဲ့ရင်တော့ငါတို့ကိုလေလူတိအောင်လုပ်နိုင်လိမ့်မယ်အဲ့ဒါဟာနေမီကြီးတစ်ခုကတေချာပေါက်ငါတို့ရဲ့နောက်မှာတက်တည်နေတယ်လို့မြန်မာပဲဆိုပြီးပြောနေခဲ့ပြီးကိုင်ရိုရဲ့ချမ်းသာဆုံးလူဖြစ်နေရတာနဲ့လည်းမကျင်နိုင်တော့ဘူးဒီတော့ဒီအတိုင်းနေရတာနဲ့ရောင်ရဲတင့်နေကြပြီလားဆိုပြီးမေးလိုက်ပါတယ်အဲ့အချိန်ဗလက်တီနိုရဲ့စကားကြောင့်သူ့ရဲ့နောက်လိုက်တွေမှာလည်းချက်ချင်းဆိုသလိုပဲအရှင်းနောက်လိုက်ပါမယ်ဆိုပြီးပြောနေခဲ့ပြီးဒီလိုနဲ့တစ်ဖက်မှာရိုမန်တယောက်ကတော့ဒါနလက်ကိုယူလာကလက်ဆောင်ပါဆိုပြီးပြောရင်းနဲ့ကေဗင်နဲ့ခရစ်ကိုဓာရီကိုပေးနေခဲ့ပါတယ်ပုံစံရိုမန်ကလည်းဓာရီကတော့ပထမအမည်မရှိနဲ့ဒုတိယအမည်မရှိဆိုပြီးပြောလိုက်ပြီးမင်းတို့ရဲ့ဓာတ်တိုင်းပညာကကြီးထွားတိုးတက်လာတာနဲ့အမျှဒီဓာရီကလည်းမင်းတို့လိုချင်တာနဲ့ကွက်တီကိုပဲပြန်လိမ့်မယ်ဆိုပြီးပြောနေခဲ့ပြီးတော့ပုံစံအချိန်ရိုမန်စီကနေဓာတ်ကိုလက်ဆောင်ရလိုက်တဲ့ခရစ်တယောက်မှာတော့ဝမ်းသာမှုတွေနဲ့အတူကျေးဇူးပါပဲဆိုပြီးပြောနေတာတစ်ဖက်ကကေဗင်တယောက်မှာတော့နင်းငယ်နှုတ်ဆက်နေခဲ့ပါတယ်အဲ့အခါရိုမန်ကလည်းကေဗင်ကိုကြည့်လိုက်ရင်းနဲ့အခုသတိထားမိတော့ခဲ့ပြီးတစ်ဖက်ကကေဗင်ကတော့ဒုတိယဆိုသလိုပဲအတီးပေါင်းမျက်နှာနဲ့အရှင်ဒါကရဲတင်းသလိုဖြစ်လောက်ပေမဲ့ပထမဓာတ်ကိုယူလို့ရမလားဆိုပြီးပြောနေတာကေဗင်ရဲ့စကားကြောင့်ရိုမန်ကလည်းအကြောင်းပြချက်ကဘာလဲဆိုပြီးမေးလိုက်ပါတယ်သူကလူးဆန်နေတဲ့ကေဗင်မှာလည်းကျွန်တော်မဟုတ်တဲ့သူကအရှင်းစီကနေပထမဆိုတဲ့ခေါင်းစဉ်ကိုရတာဒီမခံနိုင်ပါဘူးဆိုပြီးပြောလိုက်ပြီးကိုစကားကြောင့်ခရစ်တယောက်မှာလည်းကေဗင်ကိုအနေငယ်ကြည့်လိုက်ကအဲ့ဒီအချိန်ရိုမန်ကတော့အားရတဲ့အပြုံးနဲ့ပြောလိုက်ရင်းနဲ့ရှင်လုံးကတော့ယူနဆိုကပြဿနာရှာခဲ့တာပဲဆိုပြီးတွေးနေခဲ့ပါတယ်ဒီလိုနဲ့အကျွံဟောရဲ့ဘဝမှာယူနဆိုမှာဆိုရင်လည်းအရှင်ရဲ့ယုံကြည်ရဆုံးသူဖြစ်ခြင်းခဲ့တာပါဆိုပြီးပြောနေခဲ့ပြီးဒီနောက်မှာရှိနေပေမဲ့ပထမဓာတ်ဖို့ဆိုပြီးပြောနေကအကျွံဟောရဲ့အရှိမထူထောင်နေခဲ့ပြီးတော့အဲ့ဒီအချိန်ယူနဆိုမှာတွေးနေဆိုပဲဖြစ်ဖြစ်ဓာတ်နဲ့ဆိုပဲဖြစ်ဖြစ်သူတို့ကတနေ့မှာကျွန်တော်အနိုင်ရမယ်နန်သူရီပါဆိုပြီးပြောနေခဲ့ပြီးအကျွံဟောရဲ့ဘဝမှာလည်းတွေးနေဆိုကပထမဖြစ်ရှင်နေတဲ့အတွက်ကြောင့်ယခုလက်ရှိမှာရိုမန်ကလည်းရေအချင်းပေါ်မူတည်ပြီးဓာတ်တွေကိုပြလိုက်ရုံပဲဆိုပြီးပြောနေတာဒုတိယပဲပထမဓာတ်ကိုလိုချင်နေဆိုရင်တော့ကိုထိုက်တန်ကြောင်းကိုခုပဲပြလိုက်ဆိုပြီးပြောနေခဲ့ပါတယ်ဟိုကကေဗင်မှာလည်းရိုမန်ရဲ့စကားကြောင့်ခရစ်ရဲ့ဘက်ကိုလှည့်လိုက်ပြီးဆရာခရစ်ရှင်ပြန်ရအောင်ဆိုပြီးစိန်ခေါ်နေတာကေဗင်တယောက်တွေးဆနေတဲ့အကြည့်တွေနဲ့ဓာတ်နဲ့ကိုက်ညီနေတာကိုသက်သေပြပေးမယ်ဆွမ်းအစကနေပေါ်ဆိုပြီးပြောနေခဲ့ပါတယ်ဟိုကကေဗင်ရဲ့စိန်ခေါ်မှုကြောင့်ခရစ်မှာလည်းငင်းစိန်ခေါ်မှုကိုလက်ခံပါတယ်ဆိုပြီးပြောနေခဲ့ပြီးကျုပ်တရဲ့ပထမနဲ့ဒုတိယနှစ်ယောက်မှာရှင်ပြန်တက်ခဲ့တော့မှဖြစ်တဲ့အတွက်ကြောင့်ဘေးနားကလေတုကပါရန်ကိုကျင်းနှံလာခဲ့ပြီးထိုစဉ်ခရစ်မှာလည်းရှင်ကဘာလို့ငါ့ကိုပထမအမည်မရှိထားဘူးပြီးလဲဆိုတာကိုကိုယ်တိုင်ကြည့်ဖို့ဆိုပြီးပြောလိုက်ရင်းနဲ့အဲ့ဒီအချိန်တစ်ဖက်ကကေဗင်မှာတော့သူ့ရဲ့အနီရောင် aura တွေကိုထိုးထားကအာယုံစုစဲမှုအဖြစ်နဲ့တက်ခဲ့တော့မှဖြစ်တဲ့အတွက်ကြောင့်ခရစ်တယောက်မှာလည်းအရင်ကအချိန်တွေကိုလက်တရီရစီတာပဲဆိုပြီးပြောလိုက်ရင်းနဲ့မင်းအနေနဲ့ငါအပေါ်ကိုဘလို့မြင်လဲဆိုတာသိပြီးသားပါဆိုပြီးပြောနေခဲ့ပါတယ်အဲ့အချိန်ခရစ်မှာလည်းအစားတဲကမျက်နှာကြီးနီးပြီးတော့ရန်တူနေတဲ့ကလေးကိုလူကြီးတယောက်ကအမြဲတမ်းပြန်ပြေးစီရမလို့ဘူးဆိုပြီးပြောလိုက်ပြီးအခုအချိန်မှာဒမထရီရဲ့မိစ္ဆာလိုအခေါ်ကနေရလောက်ပေမဲ့ငါ့ရဲ့မျက်လုံးထဲမှာတော့ငါအတွက်အနေရတောင်မဟုတ်တဲ့ကလေးတယောက်ပဲဆိုပြီးပြောလိုက်ပြီးငါ့ကိုအကုန်ထုတ်ပြလိုက်စမှာကေဗင်ရဆိုပြီးဆင်ခေါ်လိုက်ပါတယ်အဲ့နောက်ခရစ်ကလည်းအင်အားနဲ့ပဲတက်တည်ပြပေးမယ်ဆိုပြီးပြောလိုက်ပြီးငင်းကငါ့ကိုဖမ်းနိုင်လောက်တဲ့အထိငါ့ရဲ့ရီမန်းချက်တွေကတိတဲ့လူထင်နေတာလားဆိုပြီးပြောနေရင်တက်လာမှာတစ်ဖက်ကကေဗင်ကတော့နှိမ့်မြန်တဲ့အချိန်နဲ့ခရစ်ရဲ့အရှိကိုပြေးဝင်လာခဲ့ပြီးတော့ဘောသားတွေအပြည့်နဲ့အတူဘယ်အချိန်ထိမင်းရဲ့စောက်ပစပ်ပေါင်းနဲ့အခိုင်နေမှာလဲဆိုပြီးပြောလိုက်ကအနီယောင် aura တွေပါတဲ့ဖုန်းနဲ့ချက်နဲ့အတူခရစ်ရဲ့ရင်မက်တက်တဲ့ကိုသူ့ရဲ့ထားနဲ့ထုံးနေခဲ့ပါတယ်ဦးစင်အချိန်တစ်ဖက်ကခရစ်မှာလည်းနှိမ့်မြန်တဲ့တုံ့ပြန်မှုနဲ့တောက်ပွားသောမိုးကြိုးဆိုပြီးပြောလိုက်ပြီးကေဗင်ရဲ့ဓာတ်ကခရစ်ကိုထုံးပြီးတော့မဲ့အချိန်မှာကျုပ်တရဲ့ခရစ်တယောက်မှာလည်းပျက်စီးကြောင်းနေတဲ့အတူကေဗင်ရဲ့အရှိကနေပြောက်ကိုစားခဲ့ပြီးတော့နှိမ့်မြန်တဲ့အချိန်နဲ့ပဲကေဗင်ရဲ့အနောက်ကိုရောက်နေခဲ့ပြီးခရစ်တယောက်မှာဆိုရင်လည်းပျက်စီး aura တွေပါတဲ့
သူ့ရဲ့ထားနဲ့ကယ်ဗင်ကိုခုတ်ချလိုက်ပါတယ်ထိုအခါတစ်ဖက်ကဂရီကြီးစွာနဲ့ဖရစ်ကိုတိုက်ခိုက်နေတဲ့ကယ်ဗင်တယောက်မှာတော့ညမကပဲနောက်ကိုပြန်လှည့်ကဖရစ်ရဲ့ခုတ်ချက်ကိုထားလိုက်ပြီးအားပြင်းတဲ့တုံးကံမှုနဲ့အတူအဲ့ဒီအချိန်နှစ်ယောက်သားရဲ့တိုက်ခိုက်မှုကပြင်းထန်လွန်းတဲ့အတွက်ကြောင့်အောက်ကမြေကြီးတွေပါအကွက်ထွက်လာကထိုစဉ်ကယ်ဗင်တယောက်မှာတော့ကြောက်စရာကောင်းတဲ့အကြည့်နဲ့ထိုးသွင်းရင်းစီပြီးပြောလိုက်ပြီးအလုံးအလုံးကမှအင်းမြများစွာလာတဲ့ခုတ်ချက်တွေနဲ့ဖရစ်ကိုဒရက်ဆက်တိုက်ခိုက်နေခဲ့ပါတယ်ထိုစဉ်အချိန်ခေသူမဟုတ်တဲ့ခရစ်မှာလည်းကယ်ဗင်ရဲ့ငါပြလာတဲ့ခုတ်ချက်တွေကို AC လေးပဲအလင်းအမြန်ဟန်တားနေခဲ့ပြီးအဲ့ဒီအချိန်ကယ်ဗင်ရဲ့ထားနဲ့ဖရစ်ရဲ့ထားကအခုရင်ဆိုင်ကြည့်လိုက်တဲ့အချိန်မှာဒရက်ဆက်ခုတ်နေတဲ့ခုတ်ချက်ကိုဟန်တားသလိုဖြစ်သွားခဲ့ပြီးတော့ဖရစ်တယောက်မှာလည်းအေးငါဝင်ခံလိုက်မယ်ခုမင်းကရင်ကနဲ့တော့တေချာကောက်ကိုမှပြောင်းလဲသွားတယ်ဆိုတာကိုပေါ့ဆိုပြီးပြောလိုက်ပြီးဒါပေမဲ့လည်းအဲ့ဒါလောက်ပဲလားဆိုပြီးပြောနေတာဖရစ်တယောက်မိုးကျလက်စီများစွာနဲ့အတူကြောက်စရာကောင်းတဲ့ပုံစံနဲ့သူ့ရဲ့ခန္ဓာကိုယ်ပြင်မရနဲ့ကက်စီအော်ရာတွေများစွာကိုလွတ်ထုတ်ပြီးအားပြင်းနဲ့ပြန်ခုတ်ချက်ကိုပေးလိုက်ပါတယ်ဟိုခါထွက်လာတဲ့အော်ရာတွေကြောင့်တစ်ဖက်ကကယ်ဗင်တယောက်ညမကရင်ဆိုင်နေရင်းနဲ့ကယ်ဗင်ရဲ့အတွေ့အကြုံမှာလည်းဖရစ်မင်းကဘယ်လောက်တောင်မှတန်မာလဲဆိုတာတခြားသူတွေထက်ငါကောင်းကောင်းသိရဆိုပြီးတွေးနေခဲ့ပြီးအဲ့အချိန်တစ်ဖက်ကခရစ်မှာတော့ကယ်ဗင်တယောက်ကိုလုံးဝကိုမှတညံမပေးတော့ပဲပြင်မြန်လုံးလာတဲ့စတိုက်ခုတ်ချက်တွေနဲ့အတူကယ်ဗင်တော်မှမကနေတဲ့အထိမှန်ကန်ပိုင်းချလိုက်ပြီးတော့အဲ့ဒီအချိန်ဖရစ်တယောက်နောက်ကိုလှည့်ကြည့်လိုက်ကဟန်ဆိုပြီးကြောင်းသွားရင်းနဲ့တစ်ဖက်ကဖရစ်ရဲ့ခုတ်ချက်များစွာကိုတောင်းခံနိုင်ခဲ့တဲ့ကယ်ဗင်တယောက်မှာလည်းကြောက်စရာကောင်းတဲ့အပြုံးနဲ့အတူကယ်ဗင်ရဲ့အတွေ့အကြုံမှာတော့ခမည်းကကိုယ့်ဘာသာကိုထင်ထားတဲ့တောင်မှတားရဲဆိုတာကိုလည်းငါသိတယ်ဆိုပြီးပြောလိုက်ခါခမည်းရဲ့ဓာတ်တော်တွေကရောင်းမှနူးညံ့နေအဲ့ဒါကကျွန်တော်ကလည်းအခါမှမလွဲခဲ့ဘူးဆိုပြီးပြောနေခဲ့ပြီးအခုကျွန်တော်ကခမည်းကိုလေးစားခဲ့သမျှအကုန်ဖျက်ဆီးရလိမ့်မယ်ခမည်းကိုလည်းနိုင်ယူပြမယ်ဆိုပြီးတွေးနေခဲ့ပါတယ်ထို့စဉ်အချိန်ကယ်ဗင်ရဲ့တွေးဆနေတဲ့အပြုံးတွေကြောင့်တစ်ဖက်ကရိုမန်ကလည်းတစ်ချက်တော့ပြုံးလိုက်ပြီးတရေဝိညာဉ်နဲ့ဆိုတိုင်းကငါရဲ့အကန့်အသတ်အထိမင်းကိုတွေးပေးထားတဲ့ပုံအရာဆိုရင်တော့မင်းကတောက်ကတော့မူးကြိုးလိုက်ရဟန်းကိုလည်းခံမနိုင်တဲ့အထိကြီးပြင်းလာခဲ့ပြီးပဲဆိုပြီးတွေးလိုက်ရင်းနဲ့အဲ့ဒီအချိန်ကယ်ဗင်ရဲ့ညာဘက်လက်ကိုတော့ခရစ်ကလည်းပြင်မြန်နဲ့မိုးကြိုးခုတ်ချက်နဲ့ခုတ်နေတဲ့အချိန်မှာညာဘက်လက်ဆိုပြီးတွေးနေခဲ့ပြီးထို့စဉ်ကယ်ဗင်ရဲ့အတွေ့အကြုံမှာလည်းအခုံးဆိုပြီးတွေးလိုက်ပြီးတော့ငါအကုန်မီနေရတယ်ခရစ်ဆိုပြီးပြောနေရင်းနဲ့ထို့စဉ်ကယ်ဗင်တယောက်ပြန်တက်ချက်အနေနဲ့ကောင်းကင်မုံနဲ့ဆိုတာတိုင်းပထမတိုက်ကွက်ဆိုပြီးပြောကလက်ဆိုးအော်ရာတွေနဲ့အတူအပြင်းနဲ့ခုတ်ချက်ကိုခုတ်ချက်လိုက်ပြီးကယ်ဗင်ကလည်းငါအဆုံးတပယ်ဆိုပြီးအော်ပြောနေခဲ့ပါတယ်ဒီလိုနဲ့ကန်ဆိုင်လုံစိတ်တွေရောင်းမှပြင်းထန်လာတဲ့နောက် chapter ရဲ့အစမှာတော့ကယ်ဗင်ကလည်းကောင်းကင်မုံနဲ့ဆိုတာတိုင်းပထမတိုက်ကွက်ဆိုပြီးပြောကသူ့ရှိမှရှိတဲ့ခရစ်ကိုအော်ရာတွေပါတဲ့ထောင်းနဲ့အတူငါအဆုံးတပယ်လို့ပြောရင်းနဲ့အမှန်အကန်ခုတ်ချက်နေခဲ့ပြီးအဲ့ဒီအချိန်ခရစ်ရဲ့အရှိမတော့ရောင်းမှကြောက်စရာကောင်းတဲ့ကယ်ဗင်ရဲ့ခုတ်ချက်ဟာလည်းသူ့စီကိုလာနေပြီဖြစ်တယ်လို့ဟိုစဉ်လုံးဝမတုံလို့တဲ့ခရစ်တယောက်မှာတော့တီချာတောက်ပမှုဆိုပြီးပြောကသူ့ရဲ့ကိုယ်ပိုင်တိုက်ကွက်နဲ့ပြန်လည်ခုခံလိုက်ပြီးကောင်းကင်ထက်မှာကယ်ဗင်ရဲ့ဓာတ်တိုင်းနဲ့ခရစ်တို့ရဲ့ဓာတ်တိုင်းဟာဆိုရင်တော့ဖြင့်လုံးဝမှအမှုကွဲပြားနေတယ်လို့နီယောအော်ရာနဲ့ပြန်အောင်အော်ရာတို့ပြိမှန်သွားတဲ့အခါမှာကယ်ဗင်တယောက်နဲအောင်မှတောက်ခံနေရပြီးဟိုစဉ်ဒုတိယဆိုသလိုပဲခရစ်ရဲ့အားတလုံးနဲ့ပြန်အောင်မိုးချိုးအော်ရာကပဲကယ်ဗင်အပေါ်အသာစီးရသွားခဲ့ပြီးတော့ရန်အောင်မှပြင်းထန်လွန်လာတဲ့ပောက်ကွဲမှုကြီးကလည်းဒုတိယဖြစ်ပေါ်သွားခဲ့ပါတယ်ဟိုစဉ်အခါပောက်ကွဲမှုကြောင့်မီကိုတွေကလည်းထွက်လာခဲ့ပြီးမီကိုတွေရှင်းသွားတဲ့အခါမှာကယ်ဗင်တယောက်မှဆိုရင်တော့ဖြင့်သူ့ရဲ့ဓာတ်တော်လွတ်ချပြီးမြေပြင်ပေါ်မှာဒူးတောက်နေရပြီးတော့အဲ့ဒီအချိန်ကယ်ဗင်ရဲ့လေဘင်းနာမှာခရစ်တယောက်သူ့ရဲ့ဓာတ်ကိုထောက်လိုက်ရင်းနဲ့အဖက်ကကယ်ဗင်မှာလည်းတုံလုံးချုပ်ချနေရတယ်လို့ခရစ်တယောက်မှာတော့ကယ်ဗင်ကိုလုံးဝအပြတ်တက်နိုင်သွားခဲ့ပါတယ်ဒါပေမဲ့ပြတ်တက်နိုင်သွားတယ်ဆိုပေမဲ့ခရစ်တယောက်မှာလည်းလုံးဝမတုံလုံးနေရပြီးခရစ်ရဲ့အတွေ့အကြုံမှာတော့ကယ်ဗင်ကိုအမိုက်ပုံးနေကြတဲ့ကကောင်းလေးတယောက်အနေနဲ့ညီနေလို့မရတော့ဘူးပဲဆိုပြီးတွေးနေကဘာအရှင်ရဲ့ပထမဓာတ်ကိုသူကဖြစ်နေတယ်လို့မျိုးပဲဘာရွယ်ချက်ကလည်းဘာအရှင်ကိုကြော်လွန်ပြီးကောင်းဆုံးဓာတ်သမားဖြစ်ဖို့ပဲဆိုပြီးတွေးနေရင်လည်းဘာလို့ဒီလမ်းကိုစပြီးရှောက်ခဲ့တာလဲဆိုပြီးမိကိုနေပြန်လဲထုတ်နေခဲ့ပါတယ်အဲ့နောက်တိတ်မာတော့ကမီးလောင်တိုက်တွန်းခံနေရတဲ့လူတစ်မျိုးနဲ့အတူလောင်းတွေကတောင်လိုပြန့်နေတဲ့တိုက်ပွဲပဲဖြစ်ပြီးထိုစဉ်အချိန်မှာခရစ်ရဲ့လိုဖြစ်တည်လာတဲ့ကလေးငယ်လေးမှလည်းသူ့အမေရဲ့ခန္ဓာကိုယ်ကိုကြစ်ကြစ်ပအောင်ဆော်ထားခဲ့ပြီးတော့ငိုနေတမ်းမှတပါဘာမှမလုပ်နိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာတော့ကပတိန်ဂျွန်နသန်ဟာသူ့ရဲ့လက်ကိုကမ်းပေးခဲ့ပြီးဂျွန်နသန်ရဲ့လက်ကိုဆွဲကန်လိုက်တဲ့ခရစ်မှာတော့ကျင်ဆိုခဲ့တာတခုကဒီလိုအရာမျိုးကိုနောက်ထပ်အဖြစ်မခံနိုင်တော့ဘူးဆိုတဲ့အချက်နဲ့လူတိုင်းထက်ပူပြီးတမန်လာရမယ်ဆိုတာပဲဖြစ်ပါတယ်ဒီလိုနဲ့အရှိအချိန်မှာတော့ကေဗင်တယောက်မှာငါရှုံးသွားတယ်ဆိုပြီးပြောလိုက်ပြီးဒုတိယပဲမြေပြင်ပို့တို့လဲကျသွားကထိုစဉ်ခရစ်တယောက်မှာတော့ကေဗင်ကိုကြည့်နေရင်းနဲ့ဆယ်စုနှစ်တွေစူးစမ်းရင်တော့မှရနိုင်တဲ့ရည်ရွယ်ချက်ဖြစ်မှာပါဆိုပြီးပြောလိုက်ပြီးရန်အောင်မှယူတူပြီးလက်မမီနေတဲ့ဂျာတခုကိုပေါ်ဆိုပြီးတွေးနေရင်းနဲ့ဒါပေမဲ့လက်တို့ရဲ့ဒီဇိုင်းကိုဒီအတိုင်းတော့လက်မခံနိုင်ဘူးဆိုပြီးတွေးကလဲကျနေတဲ့ကေဗင်ကိုဘာဆိုဘာမှမပြောတော့ပဲတွေးအေးစွာနဲ့နောက်ကိုလှည့်ထွက်ရင်ပြန်သွားခဲ့ပါတယ်အဲ့အချိန်ရိုမန်တယောက်မှာတော့ခရစ်ကိုကြည့်ကတစ်ချက်တော့ပြုံးလိုက်ပြီးပို့ထောင်ကေဗင်တယောက်စီးပေးကောင်ရောက်တဲ့အခါမှာစီးပေးကန်လူကလည်းဘာလို့ခန္ဓာကိုယ်ကိုခင်းမဆိုင်ပဲတွန်းအားပေးရတာလဲဆိုပြီးပြောနေရင်းနဲ့ဆရာခရစ်ကတော့တကယ်ကိုမှအောင်းစရာကောင်းပါလေဆိုပြီးပြောလိုက်ပြီးတွင်းကလီစာတွေကိုတော့မထီပဲတားကိုပါဆွဲစိတ်လိုမျိုးတိကျမှုမျိုးနဲ့ပြီးကြခဲ့တာပဲဆိုပြီးပြောနေခဲ့ပါတယ်ထိုစဉ်အချိန်ဘာဆိုဘာမှမပြောနိုင်တဲ့ကေဗင်တယောက်မှာတော့လုံးဝနှုတ်ဆိတ်နေရပြီးတစ်ဖက်ကစီးစီယာဝင်မှာတော့အရှင်ကေဗင်မသိရောက်သေးဘူးထင်တယ်ဆရာခရစ်ကအစားထဲကနာမည်ကြီးတာလူချောတာလေးနဲ့မှမလိုက်ကျန်တဲ့မှုကလည်းချင်းစရာကိုမလိုတာဆိုပြီးပြောလိုက်ပြီးကပတိန်ဂျွန်နသန်ရဲ့လက်ညှို့မှုအောက်ကနေချင်းတိုးလေးတွင်းမှာဘန်နာကိုနိုးထနိုင်ခဲ့တဲ့အပြင်လက်မထရစ်တစ်ခုလုံးရဲ့ပါရမီရှင်လေးအကြောင်းကတော့ပြောလို့မဆုံးတော့ပါဘူးဆိုပြီးပြောနေရင်းနဲ့ဒါတော့မှအရှင်ရိုမန်ကိုတွေ့ခွင့်ရခဲ့တော့သူ့အတွက်အတောင်ပန်တပေးလိုက်ုံပဲဖြစ်သွားတယ်ဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်စီးစီယာဝင်မှာလည်းဆရာခရစ်ကသူ့ဘာသာသူဆိုရင်တော့မှကြီးကျယ်ပြီးသားပါပဲဆိုပြီးပြောလိုက်ပြီးတော့အရှင်ကေဗင်ရောပဲအမှတ်ရစရာကောင်းပါတယ်ဆိုပြီးပြောနေရင်းနဲ့ဆရာခရစ်ကသူ့ရဲ့ရှင်ပင်ဘက်ကိုဘယ်တော့မှခိခဲ့အောင်မလုပ်ခဲ့ဘူးဒါပေမဲ့ဒီတစ်ခေါက်ကတော့တွေးထွက်အောင်မလုပ်ဘူးဆိုရင်အနိုင်ဘူးလို့လည်းဆုံးဖြတ်ထားခဲ့တာဖြစ်မယ်ဆိုပြီးပြောလိုက်ကဒီစကားတွေကိုနားထောင်နေရတဲ့ကေဗင်တယောက်မှလည်းဟောင်ကိုဆိုနေပဲပါရမီရှင်နဲ့ဆင်ခြင်မှုရောက်ကောင်းလေးဆိုပြီးတွေးနေရပြီးနောက်ဆိုအရှင်ကခရစ်လိုမျိုးပါရမီရှိတဲ့သူတွေပဲဝင်းရံတာကိုခံရတော့မှဆိုပြီးတွေးနေရင်းနဲ့ဖာနန်ဒိုအေရီစ်ပြီးရင်ဖရက်သူ့ရဲ့တင်ပြမှုတွေအောက်မှာနာမည်ကြီးပြီးသားအဆင့်ရှိတဲ့သူတွေကပူပြီးတော့တမလာအောင်မှဆိုပြီးတွေးလိုက်ပြီးတော့ဒါဆိုဘာကတဖြည်းဖြည်းချင်းနောက်ကျကြံခဲ့ပြီလားဆိုပြီးတွေးနေရပါတယ်အဲ့နောက်ကေဗင်ကလည်းမဟုတ်ဘူးဘာရဲ့ဇာတိကလင်းကြလည်းဘာမှမဖြစ်ဘူးဆိုပြီးတွေးလိုက်ပြီးခံမြင်ရတဲ့စိတ်ကြောင့်သားတွေပါထဆက်တုံလာကဒီမြင်ကွင်းကိုကြည့်နေရတဲ့တစ်ဖက်ကဆရာဝန်ကလည်းနိုင်ငံချောင်းနေရပြီးတော့ကေဗင်ရဲ့အတွေ့အကြုံမှာလည်းတစ်နှစ်ပဲကြာ10နှစ်ပဲကြာရှုံးနေတာကတဘာဝပဲဆိုတဲ့ဘဝမှာရှင်သန်နိုင်မှုဆိုပြီးတွေးလိုက်ပြီးကေဗင်တယောက်ရုတ်တရက်သူ့ရဲ့ခန္ဓာကိုယ်ရဲ့ကနေတွေးမိစာထွက်လာခဲ့ပြီးတော့ထိန်းချုပ်မှုအဆင့်ဆိုပြီးပြောလိုက်ရင်းနဲ့သူမသိလိုက်ခင်မှာအော်ရာရီကိုထုတ်မိနေခဲ့တယ်လို့ကေဗင်ရဲ့အတွေ့အကြုံမှာလည်းတရေဝိညာဉ်နဲ့ဆိုတိုင်းကိုတွန့်ချင်မှဖြစ်မယ်ဆိုပြီးတွေးလိုက်ပြီးအဲ့တော့မှပဲငါဆိုတဲ့မွေးဖွားလာမှုရဲ့ကန့်သက်ချက်တွေကိုကျော်လွန်နိုင်မှာပဲဆိုပြီးတွေးနေခဲ့ပါတယ်ဒီလိုနဲ့တစ်ဖက်ကကိုင်ရိုမှာရှိသောအက်ဒလီယန်လေးတဲ့အိမ်တော်မှာလည်းလူအများပြားရောက်ရှိနေခဲ့ပြီးလီလန်ယုံကလူတွေကတော့ရန်အောင်ချက်နေလို့တက်ရှူစရာနေရာတော့မရှိခဲ့ပါဘူးဒါအပြင်ရိုမန်အသစ်လုပ်ထားတဲ့ဓာတ်ကလည်းလီလန်တင်မယ်ဆိုတဲ့သတင်းကြောင့်တစ်မျိုးလုံးစိတ်လှုပ်ရှားမှုအပြည့်နဲ့ဟိုအတုံးလေးဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့လီလန်ပွဲကတီးတန့်ချင်ပါခဲ့တာဖြစ်ပြီးစတင်တဲ့အမှတ်ကတော့တွေ့တရားဖြစ်တာကြောင့်တမန်ပြည်သူတွေတော့မှအထဲကိုတိုးဝင်ခွင့်မရှိခဲ့ပါဘူးဒီလိုနဲ့လီလန်ပွဲကစတင်ခဲ့ပြီးဖြစ်ပြီးစီမင်းထက်မှာပွဲ
ပွဲကြီးညာသူမှလည်းအားလုံးပဲစောင့်ပေးနေလို့ကျေးဇူးပါပဲဆိုပြီးပြောနေရင်လည်းတိတဲ့အတိုင်းဒီနေ့ကအက်တလီယန်လေးလန်အိမ်တော်မှာတင်ပြထားတဲ့အစိပ်အပိုင်းကတော့ပထမမီးတောက်လိုမျိုးတောက်လောင်နေတဲ့လက်ရဖြစ်ပြီးရှင်ရိုမန်တမထရီရဲ့ဒီထွေးမှုအသစ်ပါဆိုပြီးပြောလိုက်ကဒီဓာတ်ရဲ့နာမည်ကတော့တတိယအမည်မရှိပါဆိုပြီးပြောလိုက်ပါတယ်အဲ့အချိန်စီဇန်တစ်ဆက်သူမှလည်းလီလန်ပွဲကိုအခုပဲစပါမယ်ဆိုပြီးပြောလိုက်ပြီးစတင်ပြီးတော့ဖိတ်ကြားတဲ့ဈေးကတော့ချွတ်တရားပါဆိုပြီးပြောလိုက်ခါပိုစဉ်အချိန်တက်နံပါတ်ပြနံပါတ်1ကိုကန်ဆောင်ထားတဲ့သူကလည်းချွတ်1000ဆိုပြီးစပြီးဖွင့်လိုက်ခါအဲ့အချိန်စီဇန်တစ်ဆက်သူမှရန်ကုန်မှာကြောင်သွားပြီးတော့တခြားသူတွေမှလည်းနံပါတ်1ကတ်ကိုကန်ဆောင်ထားတဲ့ကိုသူကိုကြည့်နေရင်လည်းကိုသူမှဆိုရင်တော့ဖြင့်ကာရိုရဲ့တတိကြီးဖြစ်တော့လူစားကြီးဗလက်တီနိုပဲဖြစ်နေခဲ့ပါတယ်အဲ့အခါလီလန်ပွဲကိုစီဇန်တစ်ဆက်သူမှလည်းအန်အော်တုံလို့မှုတွေနဲ့ဘာရီဖြစ်နေတာလဲဆိုပြီးပြောနေရပြီးပါဝင်သူနံပါတ်1ကချွတ်1000နဲ့စပြီးတော့ဖွင့်လိုက်ပါပြီဆိုပြီးပြောနေရင်တက်လာမှာတစ်ဖက်ကဗလက်တီနိုမှလည်းကဲဒါဆက်မှာဝင်ကြစမ်းမှာဆိုပြီးပြောလိုက်ပြီးငါကဝင်နဲ့အားလုံးကိုနင်းချပြမယ်ဆိုပြီးပြောနေခဲ့ပါတယ်ပိုစဉ်လီလန်ပွဲရဲ့ခုံရုံးမှာတော့လုံးဝမတိတ်ဆိတ်နေခဲ့ပြီးအဲ့ဒီအချိန်စီဇန်တစ်ဆက်သူမှလည်းတတိယအမည်မရှိတာကချွတ်1000နဲ့နောက်ထပ်သွားပါပြီဆိုပြီးပြောနေခဲ့ပြီးတော့ဒီလီလန်ပွဲရဲ့တမိုင်းတစ်လျှောက်မှာအမြင့်ဆုံးဖြစ်တဲ့လီလန်ဖွင့်ကြီးပါဆိုပြီးပြောနေရင်လည်းဟိုခါလီလန်ပွဲကိုအောင်တော်တဲ့အတွက်ကြောင့်ဗလက်တီနိုတယောက်ရန်အောင်မှပြောနေနေအဲ့နောက်မှာတော့မိသားစုတွေနဲ့အချိန်စီရအစီအဝေးပွဲဟုတ်ပြီရပါတယ်ဆိုပြီးပြောနေကဖိုတိုပြောနေသူမှာတော့ဗလက်တီနိုရဲ့နောက်လိုက်ပဲဖြစ်ပြီးအဲ့အချိန်ရန်ကုန်မှာလောက်ကြောက်ဆောက်ကြောက်ဖြစ်နေတဲ့ဗလက်တီနိုတယောက်မှာတော့မနေ့နဲ့နေ့လေနှစ်ပိုင်းခွဲပြီးစီစဉ်လိုက်ငါကတနေ့ကိုအနည်းဆုံး2ချိန်တွေ့မယ်ဆိုပြီးပြောနေကဗလက်တီနိုရဲ့နောက်လိုက်ကလည်းအမေအတိုင်းပါပဲဆိုပြီးပြောနေခဲ့ပါတယ်အဲ့အချိန်နောက်လိုက်မှာတော့ဒါပေမဲ့ကျွန်တော်အနေနဲ့ဘာလို့လဲဆိုတာကိုမေးလို့ရမလားဆိုပြီးမေးလိုက်ပြီးဟိုခါဗလက်တီနိုမှာလည်းဘာကိုဘာလို့လဲလို့မေးမလို့လဲဆိုပြီးမေးလိုက်ခါအဲ့အချိန်ဗလက်တီနိုကလည်းဘာလို့လဲလို့မေးနေတာလားဆိုပြီးပြောလိုက်ပြီးဗလက်တီနိုတယောက်ရှင်လန်းတက်ကြတဲ့အပြုံးနေနဲ့အနောက်ကိုလှည့်လိုက်ပြီးတော့ငါကတန်မှုကြီးတဲ့ရတနာကိုနိုင်ထားခဲ့တာလေတေချာပေါအကုန်လုံးကိုတွေ့ပြီးတော့ကြွားမှာပေါ့ဆိုပြီးပြောနေခဲ့ပါတယ်ဟိုခါဗလက်တီနိုရဲ့နောက်လိုက်မှာလည်းဒါကမိသားစုအတွက်ရောဟုတ်တယ်မှလည်းဆိုပြီးတွေးနေရပြီးအဲ့နောက်မှာဆက်သွယ်ရေးကိုရီးယားကနေတဆင့်ကူညီပါဒီနေရာကအချင်းတောင်ဆိုပြီးပြောနေရင်လည်းအဲ့နောက်မှာဆက်သွယ်သူကိုမသိရပဲအတန်းတိတ်သွားခဲ့ပြီးတော့အဖက်မှာတော့ဆက်သွယ်တဲ့သူကိုရက်ဆက်စွာနဲ့ပဲထိုသူရဲ့လက်ပေါ်သို့အပြင်းနဲ့ချက်တော့တစ်ဖက်ကလည်းအမှန်ကန်နဲ့နင်းချနေခဲ့ပါတယ်ဟိုခါနာလုံးတဲ့အတွက်ကြောင့်ဓာတ်ဆိုပြီးអော်နေရပြီးဟိုစင်နှင်းဆက်နေတဲ့ကောင်မလေးဟေးရုပ်တမလေးမင်းတိတ်တိတ်လေးနေပြီးတော့လောက်တာလုံနေခဲ့ရင်မတက်ဘူးလို့ပြောခဲ့တယ်မလဲဆိုပြီးပြောနေကတယောက်ကပြောနေရင်လည်းဘာလို့များငါမထောင်နိုင်ရတာလဲဆိုပြီးပြောနေခဲ့ပြီးဒမထရီကိုဆက်သွယ်ဖို့ဟောဆက်သွယ်ရေးကိုရီးယားကိုခူးလာတဲ့လားဆိုပြီးပြောလိုက်ရင်လည်းထင်ကြီးစရာကောင်းလိုက်တာဆိုပြီးပြောနေခဲ့ပါတယ်ခုနောက်နှင်းဆက်နေတဲ့ကောင်မလေးငါတကယ်ပဲအခုသိချင်တာရှိရဆိုပြီးပြောလိုက်ပြီးအဲ့ဒါကတကယ်ပဲမင်းအသက်ကိုကယ်နိုင်မယ်လို့ထင်နေတာလားဆိုပြီးမေးလိုက်ခါရိုမန်ဒမထရီကအချင်းသားအချင်းချင်းလဲလှယ်ဖို့ကိုစိတ်နောက်မစင်စားဘူးဆိုပြီးပြောနေရင်လည်းထုံးတို့ရဲ့စတာမှန်သမျှကိုသူကတက်ပစ်ခဲ့တာပဲဆိုပြီးပြောလိုက်ပြီးအဲ့ဒါကမှမင်းတို့အရှင်ရဲ့တရုံမှန်ပဲဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်ဟိုသူမှဆိုရင်လည်းအပြည့်အခက်ကိုရဲစဲဖို့ပြောထားတာတွေကပြီးသွားပြီးတော့မင်းတို့ကိုဒမထရီကလည်းဒါမကယ်ဘူးဆိုပြီးပြောလိုက်ပြီးအားရပါရနဲ့ပဲ၆ခွက်ကိုလက်ဝါးနဲ့ရိုက်လိုက်ခါတစ်ဖက်ကရိုက်ခံနေရတဲ့ရိုမန်ရဲ့နောက်လိုက်စတာမှာတော့မဟုတ်ဘူးဆိုပြီးပြောလိုက်ပြီးအဲ့အချိန်ရိုက်နေတဲ့ကောင်မလည်းဘာပြီးညင်းမနေနဲ့ဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်ဒီနေရာမှာဆရာကြီးလို့ထင်ရတဲ့ကောင်ကလည်းနှိမ့်ဆက်ခန်းတဲ့ကိုသူ့ကိုခေါ်တော်လိုက်ဆိုပြီးပြောနေခဲ့ပြီးအမိတ်မနာခံတဲ့ကြွက်ကဘာဖြစ်လဲဆိုတာကိုအားလုံးကိုပြချတာပေါ့ဆိုပြီးပြောလိုက်ရင်လည်းတခါတည်းအားလုံးအတွက်ပေါ့ဆိုပြီးပြောနေခဲ့ပါတယ်ဒီလိုနဲ့ပဲ Chronos Empire ဘက်ကကိုင်ရိုရဲ့အနောက်ဘက်ရှေ့တန်းကိုတိုက်ခဲ့တုန်းကခံတက်ကကြာရှုံးသွားတဲ့အချိန် Demetri ရဲ့စစ်သားတွေအများပြားကလည်းဖမ်းခံခဲ့ရပါတယ်အဲ့နောက်မှာမဟင်တန်လို့ခေါ်တဲ့ကြောက်ကျွန်းတွေမှာကျုံလီကိုလိုအပ်ခဲ့တာကြောင့်တိုက်ပွဲမှာဖမ်းမိလာတဲ့ Demetri ရဲ့စစ်တုံးမန်းတွေကို Chronos ရဲ့အရှိပိုင်းပိုင်နှက်မှာရှိသောနှဆိုင်နဲ့ကြောက်ကျွန်းအတွင်းသို့ပို့ခဲ့ပြီးဟိုသူတွေမှာဆိုရင်လည်းအမေရိကန်အချင်းသားတွေဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့နောက် chapter တစ်ခုမှာဆက်သွယ်ရေးကိုရီးယားနဲ့ Demetri ကိုတိတ်တဆိတ်ဆက်သွယ်မိလို့အဖမ်းခံလိုက်ရတဲ့အချင်းသားမှလည်းထောင်အခန်းထဲသို့ငါချင်းစော်နဲ့ပြန်ရောက်လာခဲ့ပြီးအဲ့ဒီအချိန်ခြားသူတွေမှာတော့ကယ်ရိုမင်းအဆင်ပြေရလားဆိုပြီးမင်းက Chronos ရဲ့နှိစက်တာကိုခံခဲ့ရတဲ့ Demetri ရဲ့အခုလက်ရှိစစ်သားမှာတော့ကယ်ရိုပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကယ်ရိုတယောက်ဘာမှမပြောနိုင်ပဲခန္ဓာကိုယ်ကတုံနေရပြီးတော့ဟိုခါမင်းသားသူတွေမှာလည်းအဲ့ဒီအယုတ်တမာတွေလူတွေဖြစ်ပြီးတော့ဘလိုတောင်များလူတယောက်ကိုဒီလိုမျိုးလုပ်ရနိုင်ရတာလဲဆိုပြီးပြောနေကြတာအဲ့အချိန်နောက်မှထိုင်နေတဲ့လူတယောက်မှာတော့ Chronos Empire ကအပြစ်အခက်ရစရေးညှိနှိုင်းမှုမှာဘာတို့ရဲ့ဖြစ်တည်မှုကိုမပြောခဲ့တဲ့ပုံပဲဆိုပြီးပြောနေခဲ့ပြီး Demetri အတွက်ပျောက်နေတယ်လို့သတ်မှတ်ထားတဲ့စစ်တီရော်တိုင်းကိုတေဆုံးသွားပြီလို့လူစနေတော့ပြီဆိုပြီးပြောနေရင်လည်းဟိုသူမှဆိုရင်လည်း Demetri ကအပြစ်အခက်ရစရေးညှိနှိုင်းမှုကိုလက်မှတ်ထိုးပြီးပြီဆိုတော့ငါတို့အကြောင်းကိုလည်းအဆောက်ဖို့မှာမဟုတ်တော့ဘူးဆိုပြီးပြောနေခဲ့ပါတယ်ဟိုအခါဒန်ယာရီများဆောင်နဲ့ငါချင်းနေရတဲ့ကယ်ရိုမှာလည်းမတက်တောင်ထားမရနိုင်ပဲညီးတွားနေရပြီးအဲ့ဒီအချိန်ခုနကပြောနေသူမှာတော့ရက်ဆက်ပြင်မယ်လေငါတို့ရင်ဆိုင်နေရတာကလက်တွေ့ပဲဆိုပြီးပြောနေခဲ့ပါတယ်ဒီလိုနဲ့တစ်ဖက်မှာရိုမန်တို့ရဲ့အဖွဲ့ထဲမှာရှိတော့ဘာရွန်ကွန်ရဲ့တယောက်စီကိုစာတဆောင်ကလည်းရောက်လာခဲ့ပြီးအဲ့အချိန်ဘာရွန်ကွန်ရဲ့မှာလည်းပြဿနာရှိနေတဲ့အချိန်တွေပါလားဆိုပြီးပြောနေကချွေးစည်းတွေများစွာကျနေရပြီးတော့ကွန်ရက်ရဲ့အတွေ့အထဲမှာလည်းအချင်းသားပြဿနာနဲ့အခု Chronos ကိုသာရန်ဆလိုက်ရင်တည်ငြိမ်မှုကိုအခုမှပြန်လာတဲ့ Demetri အတွက်ချုပ်ထွေးမှုချတဲ့ကိုပြောင်းသွားလိမ့်မယ်ဆိုပြီးတွေးနေခဲ့ပြီးဒါပေမဲ့လည်းတက်တည်မရှိပဲရှေ့ကိုဆက်ရင်တော့အချင်းသားတွေကိုလည်းရှင်းပြပြီးတက်တည်တွေကိုဖျက်ပစ်လိုက်မယ်ဆိုပြီးတွေးနေရပါတယ်အဲ့အချိန်များစွာလာတဲ့ဆော်ရက်တွေကိုသဘဲကုံမို့တို့ပစ်ချလိုက်ပြီးတော့ဖိုတိုပစ်ချသူမှလည်းရိုမန်ပဲဖြစ်နေခဲ့ပြီးဖတ်လိုက်ဆိုပြီးပြောနေကထိုစဉ် Demetri အစည်းအဝေးပွဲကိုတက်ရောက်လာတဲ့တခြားသူတွေမှလည်းဆောက်ဖက်ကြည့်နေရင်လည်းဒါကဆိုပြီးတွေးနေရပြီးတော့အဲ့အချိန်ဘိုင်ကောင်ကိုရက်မှာတော့အချင်းသားတွေရှိနေတာပြီးသွားတာများလားဆိုပြီးမေးနေခဲ့ပါတယ်အဲ့အခါရိုမန်ကလည်းဒီမှာရှိတဲ့သူတိုင်းကိုမေးမယ်ဘာလို့အချင်းသားလဲလှယ်ကိုညှင်းပြီးတော့ရန်သူတွေကိုဖိအားပေးခဲ့တယ်ထင်လဲဆိုပြီးပြောလိုက်ပြီးရိုမန်မေးလိုက်တဲ့မိကုန်းကိုတော့အခြားသူတွေမှလည်းလုံးဝမတုံ့ပြန်နိုင်ကဒီအတိုင်းပဲနှုတ်ဆက်ပြီးနေနေတဲ့အတွက်ကြောင့်ရိုမန်ကလည်းသတိကြချင်းတွေလုပ်ပြီးတာတောင်နိုင်ရဖို့နောက်ကိုပဲလိုက်ခဲ့ရတဲ့အကြောင်းပြချက်ကအောင်နိုင်သူတွေပဲလုပ်ပိုင်ခွင့်ရှိလို့ဆိုတဲ့အချက်ပဲဆိုပြီးပြောလိုက်ပြီးဒီစတိမှုအပေါ်ရက်တီပြီးအောင်နိုင်မှုကိုရခဲ့တဲ့အပြင်စစ်ပွဲကိုနိုင်တော့တာမလို့အခုအချင်းသားတွေကလည်းပြန်လေတောင်းဆိုခွင့်ရှိပြီးဒါကအောင်နိုင်သူတွေရဲ့လုပ်ပိုင်ခွင့်ပဲဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်ရိုမန်တယောက်ချက်ချင်းဆိုသလိုပဲအခုပဲတပ်ဖွဲ့တွေကိုစုလိုက်ဆိုပြီးပြောနေကအနောက်ဘက်ရှေ့ထဲမှာရှိနေသေးတဲ့ဘာတို့ရဲ့လူတွေကိုပြန်ခေါ်ဖို့အတွက်လိုအပ်လာရင်တော့စစ်ကြေညာဖို့လဲစင်တေပဲဆိုပြီးပြလိုက်တဲ့အခါမှာဘာရွန်ကွန်ရက်နဲ့ဘာရွန်လော်ရန့်စ်တို့မှလည်းရအောင်မအံ့ဩနေရပြီးအဲ့နောက်မှာတော့အကုန်လုံးကလည်းတံပြန်ဟစ်ကအမိန့်ကိုနာခံပါမယ်ဆိုပြီးပြောနေခဲ့ပါတယ်ဒီလိုနဲ့ထိုအခိုက်အတန့်မှာတစ်ဖက်က Chronos ရဲ့ဗဟိတန်ညီလာခံမှာတော့အချင်း
င်းသားတွေရှိနေတာကိုသူတို့တည်သွားလောက်ပြီလားမသိဘူးဆိုပြီးပြောနေရင်လည်းအဲ့ဒီအချိန်ဂျေဆန်လို့ခေါ်တဲ့သူမှလည်းဟာအဲ့ဒါကမဖြစ်နိုင်ပါဘူးကွာဆက်သွယ်မှုကအရင်ကမှတိုးလုံးနေပြီးတော့ဘာမှလည်းတေချာကောက်ချက်ချနိုင်မှာမဟုတ်ဘူးဆိုပြီးပြောနေခဲ့ပြီးအဲ့အချိန်ဒီမဟီတန်ရဲ့ခေါင်းဆောင်မျိုးသားဖြစ်သူမဟီတန်ဆိုသူမှလည်းရိုမန်တမထရီကအချင်းသားတွေအကုန်လုံးကိုတက်ပစ်လိုက်တဲ့အတွက်ကြောင့်ဖြစ်လာရတာပဲဆိုပြီးပြောနေခဲ့ပြီးသူ့ရဲ့လုပ်ရက်တွေကဘလို့အကျိုးဆက်တွေရှိလာမလဲဆိုတော့ကိုစဉ်းစားခဲ့တဲ့နေဆိုပြီးပြောနေကဘာလို့ဘက်ကလည်းရည်ရွယ်ချက်ရှိရှိနဲ့ချင်းသားတွေကိုဖတ်ထားရင်တော့ဒမထရီအနေနဲ့အမှန်တရားကိုသိဖို့အတွက်အမရှိပါဘူးဆိုပြီးပြောနေခဲ့ပါတယ်ထို့အခါဂျေဆင်မှလည်းမှန်တယ်ဆိုပြီးထောက်ခံလိုက်ပြီးအပြည့်အခက်ရဲစရေးညှိနှိုင်းမှုကပြီးသွားတဲ့ဆိုရင်တော့မှဘိုးအခွက်ကိုပဲဖျက်တာအဲ့လိုမယိုရှင်းဘူးဆိုပြီးပြောနေကအဲ့အချိန်စီဝေးခန်းတကားကိုရေးကြီးတုတ်ပြန်တဲ့စစ်တီရောတယောက်မှလည်းအရှင်ဆိုပြီးအော်ပြီးဝင်လာခဲ့ပြီးစီရင်ကန်ဆောင်ဝင်လာခဲ့ပါတယ်ဒမထရီကတက်အင်အားစုနဲ့နေဆက်ကိုဖျက်လာပါပြီဆိုပြီးပြောလိုက်ပါတယ်ထို့အခါမဟီတန်မှလည်းဘာဆိုပြီးအံ့ဩတုန်လှုပ်နေရပြီးဒီလိုနဲ့ Chronos Empire ရဲ့အရှိဆုံးခံတက်မှာတော့ခံတက်ရဲ့ဒီတိုင်းပေါ်မှာတမူးမျိုးစားကြီး Munas ကလည်းရှိနေခဲ့ပြီး Munas တယောက်မှာတော့ဆက်သွယ်ရေးကိရိယာကနေတဆင့်ချန်သူကနေဆက်ကိုဖျက်လာပြီဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်တစ်ဖက်ကဆက်သွယ်ရေးကိရိယာကလည်းရိုမန်ကအချင်းသားတွေတည်ရှိနေတာကိုတည်သွားတဲ့ပုံပဲဆိုပြီးပြောနေကအခုတော့ညှိနှိုင်းမှုကိုပဲလုပ်ကြည့်ဆိုပြီးပြောလိုက်ပြီးအဲ့ဒါကြာရှုံးခဲ့ရင်တော့အချင်းသားတွေကိုအကုန်တက်ပြီးတက်တည်ဖျောက်ပစ်လိုက်ဆိုပြီးပြောနေခဲ့ပါတယ်ထို့အခါဒီဆောက်တမှုမျိုးစားကြီး Munas မှာလည်းဆောင်းရောက်မှာပြာခတ်သွားပြီးတေဇာအဲ့လိုဖြစ်လာမှတည်တယ်ဆိုပြီးပြောလိုက်ပြီးတော့အဲ့ဒီအချိန် Munas ရဲ့အရှိမရိုမန်ဥဆောင်နဲ့ရားစော်ထားတဲ့တပ်ဖွဲ့ရဆိုရင်လည်း Chronos ရဲ့ခြေတန်းခံတက်ကိုရောက်လာခဲ့ပြီးဖြစ်တယ်လို့ဒီမြင်ကွင်းကြောင့် Munas မှာတော့ Demetrius ကိုအလံပြူတန်တမန်ခုချက်ချင်းပို့လိုက်ဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်မှာသူတို့ပို့လိုက်တဲ့တန်တမန်ကိုရိုမန်တယောက်ချက်ချင်းပဲခေါင်းဖြတ်လိုက်ပြီးတော့စိတ်မပါလက်မပါနဲ့ညှိနှိုင်းမှုတွေရှိမှာမဟုတ်ဘူးဆိုပြီးပြောနေခဲ့ပြီးဒီအခြေအနေကိုဖြည့်ရှင်းခြင်းနဲ့ဆိုရင်တော့2 နာရီအတွင်း Demetrius အချင်းသားတွေကိုငါရှိကိုခေါ်လာခဲ့ဆိုပြီးအမိပေးလိုက်ပါတယ်အဲ့နောက်ရိုမန်တယောက်မှလည်းကြောက်စရာကောင်းတဲ့အကြည့်နဲ့အတူသူတို့ကိုတက်ပစ်ဖို့မစင်စားနဲ့တော့ဒါမှမဟုတ်တက်တေကိုဖျောက်ဖို့အတော့ပေါ့ဆိုပြီးပြောလိုက်ပြီးရိုမန်ရဲ့စကားကြောင့်တစ်ဖက်ကမူးနတ်မှာအရှောင်းမှလက်ဖြန့်သွားတာကအဲ့အချိန်ဒေါသတွေနဲ့အတူ aura တွေကိုထိုးထားတဲ့ရိုမန်တယောက်မှလည်းမမအဲ့ရီနဲ့ပတ်သက်တဲ့တက်တေတွေရှိပြီးသားဆိုပြီးပြောလိုက်ပြီးသူတို့တွေထဲကတယောက်ယောက်များကြောက်နေခဲ့ရင်တော့ဒါဟာ Demetrius ကိုစစ်ကြင်ညာတွေလိုပဲလူစားလိုက်မယ်ဆိုပြီးပြောနေကရိုမန်တယောက်တင်းကြီးနဲ့အကြည့်နဲ့မူးနတ်ကိုကြည့်လိုက်ပြီးတော့တစ်ဖက်ကမူးနတ်မှလည်းရိုမန်ရဲ့စကားတွေကြောင့်အရှောင်းမှထိတ်လန့်တုန်လှုပ်သွားပြီးပြန်ရခတ်နေခဲ့ရပါတယ်အဲ့နောက်မှာမူးနတ်ကလည်း Chronos ရဲ့အရေးပါအရာရောက်တဲ့လူစားကြီး Mythic ကိုဆက်သွယ်နေကခုလက်ရှိအခြေအနေကသူဘာတွေဆက်လုပ်မလဲမပြောနိုင်ပါဘူးအဲ့တော့အပြည့်အခက်ရစရေးကိုသဘောတူထားခဲ့တာတောင်မှပေါ့ဆိုပြီးပြောနေခဲ့ပြီးထိုစဉ်အခြေ Mythic ရဲ့အတွေ့အထဲမှာတော့နေဆက်ကိုတောင်မှတတိပေးခြင်းမရှိပဲကြော်လာခဲ့တာမြုံနိုင်ဘူးဆိုပြီးတွေးနေရပြီးရရဆက်ဆက်ချေမုန်းပြဖို့အပြင်ပူပြီးလူချင်တယ်လေရှိမနေဘူးလေဆိုပြီးတွေးနေရကဒါပေမဲ့ Empire ကနိုင်ငံရခြားအရေးတွေကိုခုခံပြီးတော့ဂိုင်တွယ်ဖို့အတွက်တင်းတင်းကြပ်ကြပ်ကိုမှပြောထားရဲဆိုပြီးပြောလိုက်ပြီးသူကလည်းငါ့ကိုလုတ်ပိုင်ခွင့်အပြည့်အဝပေးခဲ့ပြီးတော့တင်းရှောင်နေခဲ့တာတစ်နှစ်လောက်ကြာပြီဆိုပြီး Chronos ရဲ့ဘရင်အခန်းရှိမှရက်ပြီးပြောနေရပါတယ်အဲ့နောက် Mythic မှာလည်းဒေါသရဲ့အခိုက်အတန့်လေးအတွက်အစီအစဉ်ကိုတော့ဖျက်ဆီးလို့မဖြစ်ဘူးဆိုပြီးတွေးနေခဲ့ပြီးဒီလိုနဲ့ Mythic တရမှာတော့ဆက်သွယ်ရေးကိရိယာကနေတဆင့်လူစားမှုနဲ့ Demetrius ရဲ့ကြီးကိုက်မှုအသေးစားကအရှင်မင်းကြီးအနားယူနေတာကိုအနှောက်အယှက်ဖြစ်စေရင်ဘာဖြစ်မလဲသိတယ်မလဲဆိုပြီးပြောလိုက်ပြီးအဲ့အခါမူးနဲ့မှလည်းတောင်းပန်ပါတယ်ဆိုပြီးပြောနေရကတစ်ဖက်က Mythic ကတော့တောင်းပန်စရာမလိုဘူးဒါကိုငါတို့အနေနဲ့တိတိကျကျလေးအချောတတ်မယ်ဆိုပြီးပြောနေက Demetrius ရဲ့အချင်းသားတွေကရှေ့ဘက်အထက်တန်းစားတွေရဲ့ PRP ခိုင်းစီခံရတယ်လို့ပြောပြီးသူတို့အပေါ်ကိုအမားလို့ပုံချလိုက်မယ်ဆိုပြီးပြောနေရင်လည်းအဲ့အချိန်တစ်ဖက်ကမူးနဲ့မှလည်းသူတို့ကအပြီးပြတ်သေးတဲ့ကိစ္စတွေကိုဖြစ်နေတာလားဆိုပြီးတွေးနေရပြီးတစ်ဖက်က Mythic မှာဆိုရင်လည်းလူစားမှုနဲ့လောကကြီးကဒီလိုမျိုးအလုပ်လုပ်တယ်ဆိုတာကိုမသိပါရဲ့ဆိုပြီးပြောနေရင်လည်းအဲ့နောက်မူးနဲ့တရမှာတော့ခံမြင်မှုတွေနဲ့အတူမျိုးစားမဟီတန်စီကိုဆက်သွယ်လိုက်ဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်မှာတစ်ဖက်ကမဟီတန်ကလည်းဆက်သွယ်ရေးကိရိယာကိုချက်ချင်းပဲရက်ခွဲလိုက်ပြီးစောက်ရုပ်တမာတွေဆိုပြီးပြောနေကမင်းတို့ကအရှင်မင်းကြီးအနားယူတာကိုထိမ့်သိမ့်ကျင်ုံနဲ့ကျင်းသားပြဿနာကိုအရှိပိုင်းအထက်တန်းစားတွေကအမားလုပ်တယ်လို့ဆိုပြီးဖုံးပြမယ်ပေါ့ဆိုပြီးပြောနေကဒေါသတွေများစွာနဲ့ငါတို့ကိုရိုမန်ရဲ့လက်ထက်မှာတီးလိုက်ဖို့အတွက်လာပြီးပြောနေတာပေါ့ဆိုပြီးပြောနေရပါတယ်အဲ့နောက်မဟီတန်မှာလည်းတန်အချင်းနဲ့ပဲဂျေဆန်အကြံကောင်းရှိရလားဆိုပြီးမိလိုက်ပြီးအဲ့အချိန်ဂျေဆန်တရက်မှာတော့သူ့ရဲ့ခေါင်းအောင်ပါကုန်နေရင်းနဲ့ရွေးချယ်စရာကရှိတော့ပါဘူးဆိုပြီးပြောနေကအခုအင်ပါယာကအရှိပိုင်းအထက်တန်းစားတွေကိုဆွန့်ပစ်ပြီးဆိုတော့အသက်ရှင်ဖို့ရိုမန်ရဲ့တညံမှုပဲကျန်တော့ရဆိုပြီးပြောနေခဲ့ပြီးတောင်းဆိုထားတဲ့အတိုင်းအချင်းသားတွေကိုလွတ်ပေးပြီးတော့သူ့ရဲ့ဒေါသအေးတော့ဖို့ပဲညှို့နှင်းရမှာပဲဆိုပြီးပြောနေရင်းနဲ့အဲ့ဒီအချိန်မဟီတန်မှာတော့ခံမြင်မှုတွေနဲ့အတူခုံမိုးတို့လက်နဲ့ရက်ချက်ကတိစန်းဆိုပြီးအော်ပြောနေရပါတယ်ထို့နောက်မဟီတန်မှာလည်းအဲ့တော့အချင်းသားတိုင်းကိုအခုခေါ်လာခဲ့တယောက်တော့မှပြောလို့မရဘူးဆိုပြီးအော်ပြောနေခဲ့ပြီးဒီလိုနဲ့တစ်ဖက်မှာအချင်းသားတွေမှာသူတို့ကိုလာခေါ်တဲ့အတွက်ရအောင်မအံ့ဩနေရပြီးတော့ထို့အချိန်ဂျေဆန်မှာလည်းနှိမ့်ဆက်ခံရတဲ့သူတွေကိုတော့ဖတ်ထားတဲ့နေဆိုပြီးပြောနေရင်တစ်ဖက်ကမဟီတန်မှာလည်းနှိုးဆောင်မှုနဲ့ကသူတို့မှာနှိမ့်ဆက်ထားရဲဆိုတဲ့တက်တေတွေရှိတယ်လို့ငါ့ကိုပြောရဲဆိုပြီးပြောနေခဲ့ပါတယ်ထို့အခါဂျေဆန်တယောက်မှာဒါပေမဲ့အချင်းသားတွေရဲ့ဖြစ်တည်မှုကိုတေချာဖော်ထားခဲ့တာလေဒီတော့ပြီးပြည့်စုံတဲ့စရင်ကရှိရောရှိရလားလို့တန်တရာဝင်မိပါတယ်ဆိုပြီးပြောလိုက်ပြီးအဲ့အခါမဟီတန်မှာတော့အခုဒီတရားနဲ့အခြားအခြေအနေမကောင်းတဲ့သူတွေကိုဖယ်လိုက်တရားဝင်စရင်ကနေပေါ့ဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့2 နာရီလောက်ကြာတဲ့အခါမှာတော့ Chronos ရဲ့အရှိပိုင်းခန့်ထက်မှာမဟီတန်နဲ့အတူဂျေဆန်တို့ကလည်းကျင်းသားတွေကိုခေါ်လာခဲ့ပြီးမဟီတန်မှာဆိုရင်လည်း Demetrius အချင်းသားတိုင်းကိုခေါ်လာခဲ့ပါတယ်ဆိုပြီးရိုမန်ကိုပြောနေကသူတို့ရဲ့တည်ရှိမှုကိုဖုံးကွယ်ထားမိလို့စရင်နဲ့ပဲတောင်းပန်ပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်မဟီတန်မှာတော့ရိုမန်ကိုဥညွတ်နေရကရုတ်တရက်အပြစ်ကရက်စဲမှုညှိနှိုင်းချက်ကြောင့်ခြေအနေတွေကိုသဝင်စောပါဖြစ်သွားစေခဲ့လို့ပါဆိုပြီးပြောနေခဲ့ပြီးကျွန်တော်တို့အနေနဲ့လည်းတန်းသွားပြီးတော့ကန့်ညီတဲ့အချိန်တွေကတွတ်သွားပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်ကိုစဉ်ရုတ်တရက်ဆိုသလိုပဲရိုမန်ကလည်းမဟီတန်ရဲ့စက်ကွက်ကိုထိုးလိုက်ပြီးအဖက်ကမဟီတန်မှာလည်းအပြစ်ပေးခံရမယ်ဆိုရင်လည်းစက်တက်လောက်တာပေးပါဒါပေမဲ့ Chronos နဲ့ Demetrius ကြားကဆက်ဆံရေးကိုတော့ပြန်ပြီးစဉ်းစားပေးပါဆိုပြီးပြောနေရင်လည်း Chronos ကငင်းချင်းရေးကိုလိုချင်တာပါဆိုပြီးအော်ပြောနေခဲ့ပြီးတော့အဲ့အချိန်မဟီတန်ရဲ့စကားကြောင့်တစ်ဖက်ကရိုမန်မှာလည်းဘာဘာကိုပြောခဲ့လဲဆိုပြီးပြောနေကမဟီတန်ရဲ့ခေါင်းကိုတင်းကျပ်စွာကင်ထားခဲ့ပြီးရိုမန်တယောက် aura တွေများစွာနဲ့အတူလူတယောက်ကိုတော့မှမချန်ထားခဲ့ဖို့အတွက်ငါပြောခဲ့တယ်လေဆိုပြီးပြောနေခဲ့ပါတယ်ဟိုအခါဂျေဆန်ရဲ့အရှိမပဲမဟီတန်ကိုရိုမန်တယောက်သူ့ရဲ့အဖောက်ကထွက်တဲ့အထိပေပေနေနေကိုတီးနေခဲ့ပြီးတော့ဒီမြင်ကွင်းကြောင့်တစ်ဖက်ကဂျေဆန်မှာလည်းရန်ကိုမလန့်နေရကအဲ့အချိန်ကြောက်စရာကောင်းတဲ့ရိုမန်မှာတော့ဒါကဘာလဲဘာလို့ငါ့ရဲ့လက်အောက်ငယ်သားတွေကိုအကုန်ခေါ်မလာရတာလဲဆိုပြီးပြောနေရင်လည်းရိုမန်တယောက်အမှန်ကန်တဲ့တောင်းချက်နေခဲ့ပါတယ်ဒီလိုနဲ့နောက် chapter တစ်ခုရဲ့အစမှာကျင်းသားတွေအကုန်လုံးကိုဟောခဲ့ပါပြီဆိုပြီးပြောနေခဲ့ပြီးထို့သူပြောနေသူမှာတော့ကြောက်စရာကောင်းတဲ့ရိုမန်ကိုတင်ပြနေရတဲ့အတွက်ချွေးစည်းတွေများစွာချနေရပြီးအဲ့အချိန်ရိုမန်ရဲ့ဘေးကလူကတ်မှာတော့အချက်အလက်ဌာနကနေအတီးပြုတ်ထားတဲ့အချင်းသားစင်းရဲနဲ့ကအကိုက်ညီဘူးဆိုပြီးပြောလိုက်ပြီးဟိုစဉ်ရိုမန်ကလည်းအဲ့လိုလားဆိုပြီးပြန်မေးလိုက်ကရို
ရိုမန်တယောက်မှာတော့ချက်ချင်းဆုပ်တယ်လို့ပဲဒီနေရာမှာကြန့်ရှိနေသေးတဲ့အချင်းသားတွေကရှိသေးတယ်မှလည်းဆိုပြီးမေးလိုက်ပါတယ်ဟိုအခါတစ်ဖက်ကလူမှလည်းကြော်ဝလန်နဲ့မမရှိပါဘူးဆိုပြီးပြောနေရပြီးအချင်းသားတိုင်းကိုခေါ်လာခဲ့တာပါဆိုပြီးပြောနေကအစရင်ကဘာစံလုံးတွေကိုတုံးထားလဲမသိပေမဲ့ဒီမှာမရှိရင်တော့စစ်ပွဲထဲမှာပဲတေးတော်လောက်ပါပြီဆိုပြီးပြောနေခဲ့ပါတယ်ခုနောက်ဖူတူမှလည်းတိတဲ့အတိုင်းပဲအချင်းသားအများစုကအဖမ်းခံလိုက်ရတဲ့အချိန်မှာသူတို့ရဲ့အခြေအနေတွေကလည်းသူကနေကြပြီလေဆိုပြီးပြောလိုက်ပြီးအဲ့ဒါကတော့ကျွန်တော်တို့ရဲ့တာဝန်မှမဟုတ်ပဲဆိုပြီးပြောနေရင်ထို့သူရဲ့အတွေ့အထဲမှာလည်းငါတို့တက်လိုက်တယ်ဆိုတာကိုပြီးသွားလို့မဖြစ်ဘူးဆိုပြီးတွေးနေရပါတယ်အဲ့အချိန်ရိုမန်ကလည်းဒဏ်ရာရနေတဲ့ဒမထရီရဲ့စစ်သားတွေကိုကြည့်နေကငါရဲ့အမြင်ကတော့နှိမ့်ဆက်ခံရရတယ်လို့ထင်တယ်ဆိုပြီးပြောလိုက်ပြီးအခုတော့အတီးပြုလို့ရပါတယ်ဆိုပြီးပြောနေကရိုမန်တယောက်ရေပြင်ပေါ်မှာလဲလျောင်းနေတဲ့ခရိုနိုစ်ရဲ့နှိမ့်ဆက်တာကိုခံရတော့ကယ်ရူရဲ့အနောက်ရောက်လာကပူစင်ရိုမန်မှာတော့သူ့ရဲ့လက်ကနေတဆင့်ကောင်းကင်ဘုံနဲ့ဆူဆွမ်းရတွေကိုထုတ်လိုက်ပြီးကယ်ရူရဲ့အပေါ်မှာအသုံးပြုလိုက်ပါတယ်ထို့အခါကယ်ရူတယောက်ရုတ်တရက်ဆုပ်တယ်လို့ပဲခန္ဓာကိုယ်ကနာကျင်မှုတွေကချက်ချင်းဆုပ်တယ်လို့တက်တာသွားခဲ့ပြီးရုတ်တရက်ပဲထထိုင်ခဲ့ပြီးတော့ရိုမန်ကိုတွေးလိုက်ရတဲ့နောက်အရှင်ကျွန်တော်တို့ကဘယ်ကိုရောက်နေတာလဲဆိုပြီးပြောနေရကအဲ့အချိန်ရိုမန်ကလည်းကယ်ရူမင်းဘာဖြစ်ခဲ့လဲဆိုတာကိုပြောစမ်းဆိုပြီးပြောလိုက်ပါတယ်ထို့အခါရိုမန်ပြုတ်လို့လိုက်တဲ့အရာကြောင့်တစ်ဖက်ကကောင်မလည်းအစအဟောင်းသားနဲ့အရန်အောင်မလန့်နေရပြီးအဲ့အချိန်ကယ်ရူကတော့ရိုမန်ရဲ့အရှိမဒူထောက်နေကအရှင်ကျွန်တော်ရဲ့ရဲဘော်တွေကကြောက်တုံးအောက်မှာပြီးနေပြီးပြေဆုံးသွားကြတာကိုမိနိုင်သေးပါဘူးဆိုပြီးပြောနေရင်နဲ့ခြေသက်လက်သေးတွေကိုပါဆွဲထုတ်ပြီးရေပြားတွေဆွဲပြက်ခံရတာထက်ဥပိနာကျင်စေတာကသူတို့ရဲ့အလိညာစကားတွေပါဆိုပြီးပြောနေရင်နဲ့ဒမထရီကသူ့ရဲ့လူတွေကိုဘယ်တော့မှဆုတ်ပြမှာမဟုတ်ဘူးဆိုပြီးပြောနေခဲ့ပြီးတော့ဒါပေမဲ့ဂျုံညံနဲ့ခရိုနိုစ်ကအမှန်တရားကိုဖုံးကွယ်ပြီးအပြည့်အခက်ရစရေးသဘောတူညီချက်ကိုလုပ်ခဲ့ပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်ဟိုကရိုမန်ကလည်းမင်းတို့ဒီလိုဖြစ်အောင်လို့ဘယ်သူလုပ်ခဲ့တာလဲဆိုပြီးမင်းတွေကအဲ့အချိန်ကယ်ရိုမာတော့တုံတုံကြီးနဲ့ပဲသူ့ရဲ့လက်ကိုမြှောက်လိုက်ပြီးတစ်ဖက်မှာရှိနေတဲ့ခရိုနိုစ်ရဲ့ရှေ့တန်းကဂျေဆန်ကိုလည်းညှို့ထုတ်ပစ်လိုက်ကပုံစံဂျေဆန်တယောက်မှလည်းအသက်ခံရတော့မှာကိုသိနေတဲ့အတွက်ကြောင့်တေယောဆိုပြီးပြောလိုက်ရင်လည်းအားလုံးဖိချာဆန်းဆိုပြီးအော်ပြောနေခဲ့ပါတယ်အဲ့အချိန်ဂျေဆန်ရဲ့အရှိကိုတော့ခရစ်တယောက်မှဆိုရင်လည်းလင်မြန်တဲ့အချိန်နဲ့ရောက်လာကသူ့ရဲ့လက်ဝါးနဲ့ဂျေဆန်ရဲ့မျက်နှာပေါ်သို့အားရပါရဖိချလိုက်ပြီးမြေပြင်ပေါ်မှာလဲကျသွားအောင်လို့မှန်ကန်မဲ့ရဲချလိုက်ပါတယ်အဲ့အခါခရစ်ရဲချက်ကိုခံလိုက်ရတဲ့ဂျေဆန်တယောက်မှလည်းငါလုံးနဲ့အတွက်ကြောင့်သူ့ရဲ့ခေါင်းကိုကန်ကညီးတွားနေရင်လည်းပုံစံအချိန်တစ်ဖက်မှာတော့ဒေါ်လာတွေများစွာထပ်နေပြီးဖြစ်တဲ့ရိုမန်တယောက်မှလည်းသူ့ရဲ့ order တွေကိုထိုးထားခဲ့ပြီးဂျေဆန်ရဲ့အရှိမကြောက်စရာကောင်းတဲ့အချိန်ဝါနဲ့ရက်နေကဒီမြင်ကွင်းကြောင့်ဂျေဆန်တယောက်မှလည်းအားဆိုပြီးအခြေထောက်ပြီးရှင်ဘရိုက်တန်ရေးကျွန်တော်โอเคပါအောင်ဆိုပြီးပြောနေရကအဲ့အချိန်ရိုမန်တယောက်မှတော့သူ့ရဲ့ထားချက်နဲ့ဂျေဆန်ရဲ့လက်တွေခြေထောက်တွေကိုဖျက်ပစ်ခဲ့ပါတယ်ဒီလိုနဲ့အတိမတသေးပဲခြေတွေလက်တွေပြတ်သွားတဲ့အခါမှာဂျေဆန်တယောက်ငါလုံးနဲ့အတွက်ကြောင့်အခြေထောက်နေရပြီးငါရဲ့ခြေထောက်ကဆိုပြီးပြောနေရကပုံစံတစ်ဖက်ကလူမှာတော့အချင်းသားတွေခေါ်လာရဲဆိုတဲ့တဲ့အချက်ကိုကျွန်တော်တို့ကလိုက်နာခဲ့လို့လားဆိုပြီးပြောနေရင်လည်းဘာကြောင့်များလဲဆိုပြီးမိကိုနေပြန်ထုတ်နေရကပုံစံအချိန်ရိုမန်ကလည်းအေးဆက်တဲ့အကြည့်တွေနဲ့ဒီအမိုက်ကငါတို့ရဲ့လူတွေကိုနှိမ့်ဆက်ခဲ့တာပဲဒါဆိုတော့ပြန်ပေးဆက်ရမှာပေါ့မဟုတ်သေးဘူးပို့ဆုံးအောင်လုပ်ပေးရမယ်ဆိုပြီးပြောလိုက်ပြီးပုံစံချင်းသားတွေကိုခေါ်လာခဲ့တဲ့သူမှာတော့အရန်အောင်မလက်ဖြတ်နေရင်လည်းအနေရဲကရှိနေပြီးဒါကိုအထက်ကနေဝင်ပါဖို့အတွက်တောင်းဆိုမှရတော့မယ်ဆိုပြီးတွေးနေခဲ့ပါတယ်အဲ့နောက်မှာဆက်သွယ်ရေးကိုရီးယားကနေတဆင့်ရိုမန်ဒမထရီဆိုပြီးခေါ်လိုက်ကထိုးထိုးခေါ်လိုက်တဲ့သူမှာတော့ခရိုနိုစ်ရဲ့မစ်ဖစ်ပဲဖြစ်ပြီးမစ်ဖစ်မှာလည်းသတိမပေးပဲနန်းဆက်ကိုဖျက်လိုက်ရုံနဲ့မကလို့ငါတို့ရဲ့တပ်သားတွေကိုပါတက်ပစ်တယ်ဆိုတာစီးကြတာပဲဆိုပြီးပြောနေကလက်ခံနိုင်တဲ့အတိုင်းအထက်ကြော်လွန်နေတဲ့လုပ်ရပဲဆိုပြီးပြောလိုက်ပြီးမင်းအခုရက်မယ်ဆိုရင်တော့မင်းလုပ်ရက်ကိုဘာအပြစ်မှမပြောဘူးဆိုပြီးပြောနေရင်လည်းပြီးတော့ဒီကိစ္စတွေကိုလည်းဆုံးသက်ကြတာပေါ့ဆိုပြီးပြောနေကြပါတယ်ဟိုအခါရိုမန်ကလည်းအပြစ်ပြောရလားဆိုပြီးပြောနေခဲ့ပြီးမင်းတို့ရဲ့အသိစိတ်ဓာတ်နဲ့မှားနေတယ်ဆိုတာကိုပြန်ပြီးဝန်ခံရင်တော့မင်းတို့ကိုချမ်းသာပေးမယ်ဆိုပြီးပြောနေကနှိမ့်ဆက်မှုကြောင့်တည်ခဲ့ရတဲ့ငါရဲ့လူတွေအတွက်မင်းရဲ့ရှေ့တန်းကလူတွေအကုန်လုံးကိုလည်းတပ်ပြစ်မယ်ဆိုပြီးပြောလိုက်ပြီးတကယ်လို့သာမင်းတို့ကအပြစ်အခက်ရစရေးကိုဆက်ပြီးလုပ်မယ်ဆိုရင်တော့မင်းတို့တန်းတော့ကိုရှုပ်ပြစ်မယ်ဆိုပြီးပြောနေခဲ့ပါတယ်ဟိုအခါရိုမန်ရဲ့ချင်းချောက်မှုကြောင့်ဒေါသတွေထွက်နေရတဲ့မစ်ဖစ်တယောက်မှလည်းစောက်ခွေးကောင်ဆိုပြီးအော်ဆဲနေခဲ့ပြီးပုံစံဆက်သွယ်ရေးကိရိယာကလူတရက်ပြင်မြန်တဲ့အချိန်နဲ့ပိုင်းဖြတ်ခံလိုက်ရကတစ်ဖက်မှာဆက်သွယ်ရေးကိရိယာကိုကင်ထားတဲ့ခရိုနိုစ်တာသားမှလည်းဘာမှတော့မသိလိုက်ပဲလူတရက်ခါနဲ့ထိစမ်းတက်တော့ကဒီပြင်ဘောတို့လဲကျသွားပြီးတော့ပုံစံရိုမန်တယောက်မှလည်းအကုန်လုံးကိုတက်ပြစ်ဆိုပြီးအမိပေးလိုက်ပြီးအဲ့အချိန်ရိုမန်ရဲ့တပ်သားတွေမှာတော့ရိုမန်ရဲ့အမိကိုနာခံရင်းနဲ့ခရိုနိုစ်ရဲ့တပ်သားတွေကိုအကုန်ရှင်းပြဖို့အတွက်ကျင်းလန်ဆောင်တဲ့အော်ဟစ်ကအမှန်ကန်နဲ့ပြေးဝင်သွားခဲ့ပါတယ်အဲ့နောက်ဒီမြင်ကွင်းတွေကိုတော့ဖရစ်နဲ့အတူကေဗင်ကလည်း AC လေးပဲကြည့်နေခဲ့ပြီးအဲ့အချိန်ဖရစ်နဲ့ကေဗင်တို့ရဲ့အနောက်ကနေ Aries တယောက်မှလည်းစီနီယာဆိုပြီးခေါ်လိုက်ကအငယ်တွေကိုအိုင်တိုကင်းပေးလိုက်ပါဆိုပြီးပြောနေရင်နဲ့ Aries တယောက်သူ့ရဲ့ထောက်ဆွဲထုတ်လိုက်ပြီးတော့တစ်ဖက်မှာရှိတဲ့ခရိုနိုရဲ့စစ်သားတွေကိုရင်ဆိုင်မလို့ပြင်နေခဲ့ပြီးအဲ့ဒီအချိန်ခံတက်တိုင်းပေါ်မှာရှိတဲ့ Moonless တယောက်မှလည်းဒီပဲဆိုပြီးတွေးနေရပြီးတိုက်ပွဲမော်ဆရာတွေ Demetri ရဲ့စစ်တပ်ကိုတားဆန်းဆိုပြီးအမိန်ပေးလိုက်ပါတယ်ဟိုအခါ Chronos ရဲ့တိုက်ပွဲမော်ဆရာတွေမှာတော့မော်မန်နန်တွေကိုရွတ်ဆိုနေခဲ့ပြီးအဲ့ဒီအချိန်မီးတောက်အမြောက်မိုးကြိုးလှန်နန်တို့ကလည်း Chronos ရဲ့တိုင်းပေါ်ကနေအားပြင်းလုံးတဲ့အချိန်နဲ့ Aries ရဲ့စီကိုပြေးဆင်းလာခဲ့ပြီးတော့ပောက်ကွဲမှုအကြီးကြီးရလည်းဖြစ်တော့ကထိုစဉ် Chronos တွေပြစ်လွတ်လိုက်တဲ့ဒီမော်မန်နန်တွေကိုတော့ Aries က AC လေးပဲရှောင်နေခဲ့ပါတယ်အဲ့အချိန် Aries မှာလည်းသူ့ရဲ့လက်ထဲကနေအမြောင်၃ချောင်းကိုထုတ်လိုက်ပြီးဒီဘော်ကနေတဆင့် Chronos ရဲ့ခန္ဓာတိုင်းကိုပစ်ချက်လိုက်ပြီးတော့အဲ့အချိန် Aries ပစ်လိုက်တဲ့အမြောင်၃ချောင်းက Chronos ရဲ့ခန္ဓာတိုင်းမှာခုံမီတက်သွားလို့ရလောက်တဲ့အထိ၃ချောင်းလုံးဟာတညီတညာလေးရှိနေခဲ့ပြီးဒီမြင်ကွင်းကြောင့်တစ်ဖက်က Chronos ရဲ့တိုက်ပွဲမော်ဆရာတွေမှာလည်းဟာဘယ်နေရာကိုပြစ်နေကြတာလဲဆိုပြီးပြောနေကအဲ့အချိန်တစ်ဖက်က Aries မှာတော့အနေငယ်ပြုံးရီလိုက်ရင်နဲ့ပြင်မြန်တဲ့အချိန်နဲ့အတူသူပစ်ထားတဲ့ဓမြောင်၃ချောင်းကနေတဆင့်တလန်းကြီးစီခုန်တက်သွားခဲ့ပြီးတော့ခန္ဓာတိုင်းပေါ်သို့မထိမထားတဲ့ပုံစံနဲ့ရောက်ရှိလာခဲ့ပါတယ်ဟိုအခါမော်ဆရာတွေမှာလည်းရောင်းမအောင်နေရပြီးပုံစံ Aries ကရောက်မှာတော့သူ့ရဲ့ဓာတ်ကိုဆွဲကန်ကလှပလို့နဲ့လာနဲ့အတူ Aries လိုမျိုးဝိယပါပါရမီနဲ့လူတစ်ယောက်ကရိုမန်ရဲ့လက်ညှို့မှုခဏတာလေးအတွင်းမှာပဲအမခန်တိုးတက်မှုကိုပိုင်ဆိုင်လာနိုင်ခဲ့ပါတယ်ဆိုပြီးပြောနေရင်လည်းရလက်ကတော့ခုမီနေရပြီပဲဆိုပြီးပြောနေကတစ်ဖက်မှာ Aries တယောက်ကတော့ကြောက်စရာကောင်းတဲ့အပြုံးနဲ့အတူတူဝါဆိုပြီးပြောလိုက်ပြီးဒီဘောကနေတဆင့် Orrery များစွာပါဝင်တော့အပြင်းလို့နဲ့ခုတ်ချက်နဲ့ Chronos ရဲ့ခန္ဓာတိုင်းကိုအမှန်ကန်နဲ့ပဲခုတ်ချက်လိုက်ပါတယ်ဒီလိုနဲ့ပဲတိုင်းပြိုကျသွားတဲ့နောက်မှာတော့မူးနဲ့တယောက်မှလည်းရေးကြီးတုတ်ပြန်နေပဲပြေးနေရကမူးနဲ့အတွေ့ထဲမှာတော့ပြီးဆုံးသွားပြီပဲဆိုပြီးတွေးလိုက်ရင်လည်း Demetri ကိုတားဖို့အတွက်မဖြစ်နိုင်တော့ဘူးဆိုပြီးတွေးနေရကဒီတိုင်းဆိုရင်တော့ငါပါသေးတော့မှာပဲဆိုပြီးတွေးနေရင်လည်းမူးနဲ့တယောက်ရင်းတွေရှိရာဆောင်းလန်းကိုပြီးလွှမ်းနဲ့ရောက်လာခဲ့ပါတယ်အဲ့နောက်မူးနဲ့မှလည်းရင်းနှကောင်ပေါ်သို့အလီမန်နဲ့ပဲတက်လိုက်ပြီးဘာကမြင်ဒီနေရာကနေဖပီမဖြစ်မယ်ဆိုပြီးတွေးလိုက်ပြီးတော့ပုံစံတစ်ဖက်မှာမူးနဲ့အရှိမရာရာအားလုံးကညီးလောင်တဲ့တွင်းခံလိုက်ရပြီးဖြစ်တယ်လို့သူ့မိတော့တွေကြားကနေရိုမန်ကလည်းမူးနဲ့ကိုစောင့်နေရင်းနဲ့အဲ့အချိန်မူးနဲ့မှာတော့သူနဲ့မျက်နှာချင်းဆိုင်မိတဲ့အချိန်မှာငါမြင်ခဲ့ရတာကတက်ရှင်ဖို့အတွက်လမ်းမရှိတော့ဘူးပဲဆိုပြီးတွေးနေရပါတယ်ထို့နောက် chapter တစ်ခုမှာ Chronos Empire ရဲ့စီဝေကန်ဖြစ်နေခဲ့ပြီးပုံစံအချိန်စီဝေကန်တကားကိုဘုံကနေဆုပ်ဖွင့်ကဝင်လာခဲ့တဲ့သူမှဆိုရင်တော့လူစားကြီး crop ပဲဖြစ်နေခဲ့ပြီး crop မှာဆိုရင်
ရင်လေမူးနဲ့ရဲ့အဖေပဲဖြစ်နေကမျိုးစားကြီးမဖြစ်ကျွန်တော်ရဲ့တာမျိုးစားမူးနဲ့ကတက်ခံလိုက်ရပါပြီဆိုပြီးပြောနေကြပါတယ်သူ့ရဲ့တာအသက်ခံလိုက်ရတဲ့အတွက်ကြောင့် Frost ရောက်မှလည်းမမျှမတတိုက်ခိုက်ခံရပြီးတာတော့မှအပြည့်အခက်ရစဲမှုကိုဆက်ပြီးထင်းထင်းထားအောင်မလို့လားဆိုပြီးပြောနေက Chronos တွေကဘယ်တော့မှများတက်တိမဲ့သွားရတာလဲဆိုပြီးပြောနေရင်လည်းဒါဟာ Chronos Empire ရဲ့အားနည်းချက်ကိုတနေ့မြေလုံးစီကိုကြီးညာလိုက်တာနဲ့ဘာမှမကွာခြားပါဘူးဆိုပြီးပြောနေကြပါတယ်ထို့အခါ Cross ရဲ့စကားရကြောင့်တစ်ဖက်က Mythic မှာလည်းငါတို့ရဲ့ရန်သူက Roman Cemetery ပဲဆိုပြီးပြောလိုက်ပြီးသူ့ကိုလက်စားချဖို့အစီအစဉ်ကဘာမှဖြစ်မလဲဆိုပြီးပြောနေကအဲ့အချိန် Cross မှာတော့ဘာလို့ဆူလိုတာပါလဲဆိုပြီးမေးလိုက်ရင်လည်းတစ်ဖက်က Mythic တယောက်မှဆိုရင်လည်းကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့အတူတေချာစဉ်းစားကြည့်လိုက်လူစားကြီး Cross ဆိုပြီးပြောနေကြပါတယ်ဒီလိုနဲ့ပဲ Mythic တယောက်သူ့ရဲ့စိတ်ကိုရှော့က easily ပဲထားလာခဲ့ပြီးသူနဲ့တိုက်ခိုက်တိုင်း Chronos ကကတိုက်ကြီးရဲ့ဆုံးဖြတ်ချက်တွေကိုချနေရပြီးတော့သူရတဲ့တာတကားတွေကိုပဲကြံခဲ့ရတယ်လေဆိုပြီးပြောနေကရှေ့တန်းမှာလုံလောက်တဲ့အင်အားရှိနေပြီလို့ထင်ရပေမဲ့လည်းရှုံးနေခြင်းကိုပဲပြန်ရခဲ့တယ်ဆိုပြီးပြောနေရင်လည်းအခု Roman ဆိုတာအထင်သေးလို့ရတဲ့သူမဟုတ်ဘူးဆိုပြီးပြောနေခဲ့ပြီးတဝက်တစ်ပြည့်ပြင်ဆင်မှုနဲ့သူ့ကိုတွားပြီးတော့တိုက်ခိုက်လို့မဖြစ်ဘူးဆိုပြီးပြောနေခဲ့ပါတယ်အဲ့အခါ Mythic ရဲ့စကားရကြောင့်တစ်ဖက်က Cross မှာလည်းနင်းငယ်တော့ကြောင်နေရပြီးထို့စဉ် Mythic မှာလည်းအဲ့တော့ထပ်ပြီးမေးပါမယ် Roman Cemetery ကိုဘယ်လိုအပြည့်ပေးဖို့အတွက်ရည်ရွယ်လဲဆိုပြီးမေးလိုက်ပြီး Mythic တယောက်လုံးဝမခက်တဲ့တီနဲ့မေးနေတဲ့အတွက်ကြောင့်တစ်ဖက်က Cross မှာလည်းဒါဆိုအနည်းဆုံးတော့အရှင်မင်းကြီးကဘာလို့များတစ်နှစ်တောင်မှတီးတဲ့နေရတာလဲဆိုတာကိုရှင်းပြအောင်ဆိုပြီးပြောလိုက်ပြီးတော့တစ်နှစ်အစီအစဉ်ဆိုတာဘယ်လိုမျိုးလဲဆိုပြီးမေးနေခဲ့ပါတယ်ဟိုအခါ Cross ရဲ့စကားရကြောင့် Mythic တယောက်ရောင်းမတိတ်ဆိတ်သွားပြီးအဲ့ဒီအချိန် Cross မှာလည်းအနည်းငယ်တော့လှောင်ရလိုက်ပြီးဒီလိုနေဖို့ကိုစိတ်ကူးထားရပေါ်ဆိုပြီးပြောနေရင်လည်းကောင်းပြီလေနေမီတွေကိုပြန်ပြီးတူတူရက်တီမဲ့ထက်တန်းစားတွေကိုလိုက်ပြီးစူးစမ်းလိုက်ပါမယ်ဒီကိစ္စကိုလည်းပြည်သူတွေစီကိုတင်ပြမှာပါဆိုပြီးပြောနေရင်လည်း Cross တယောက်စီဝီကန်နဲ့လက်တော်တော်တဲ့အချိန် Mythic တယောက်မှာတော့လူစားကြီး Cross ဆိုပြီးလှမ်းခေါ်လိုက်ကထိုစဉ် Cross တယောက်မှာတော့သူတာသွားပြီဆိုတဲ့အချက်နဲ့နောက်နိုင်ရမှာမျိုးတွေတော့မလုံးနဲ့ဆိုပြီးပြောနေရင်တလက်မှာဓာတ်ချောင်းအောင်ဆိုရင်လေ Cross ရဲ့ရင်ဘတ်တက်ကိုစိုက်ဝင်လာခဲ့ပြီးတော့ဒါကတော့ Mythic ရဲ့လက်ချက်ပဲဖြစ်ပြီး Cross တယောက်ဓာတ်တန်ရကြောင်ပါစက်ကနေတွေးကြလာကရေပြင်မို့တို့ဘိုင်းကနေလဲကျသွားခဲ့ပါတယ်အဲ့အချိန် Cross မှာလည်းဘာလဲဆိုပြီးညီးတွားနေရပြီးတစ်ဖက်က Mythic မှာတော့ကြောက်စရာကောင်းတဲ့လေးတန်းနဲ့ Chronos ရဲ့အရာအလုံးကအရှင်မင်းကြီးရဲ့ဆန္ဒနဲ့ဆက်တင်ပါတယ်ဆိုပြီးပြောလိုက်ပြီးအရှင်မင်းကြီးရဲ့ဆန္ဒကိုမိကုန်းထုတ်တဲ့လူကအသက်ရှင်မှုအတွက်မထိုက်တန်ဘူးဆိုပြီးပြောနေကရုတ်တရက်ဆိုသလိုပဲ Mythic တယောက်အတန်အကျဉ်းနဲ့ပဲ Catros အရှင်မင်းကြီးရဲ့ကိုယ်စားလှယ်အနေနဲ့ငါအမိပေးတယ်တပ်ဖွဲ့တွေကိုချက်ချင်းလွတ်လိုက်ပြီးတော့ရင် Cross အိမ်တော်နဲ့ဆက်ဆက်သမျှသူတိုင်းကိုတက်လိုက်ဆိုပြီးပြောနေခဲ့ပြီးဘယ်သူမှအရှင်မထားနဲ့ Chronos ရဲ့စီးကန်းတွေကိုပြန်လဲအသက်သွင်းမယ်ဆိုပြီးပြောနေခဲ့ပါတယ်ဟိုအခါ Chronos တော်ဝင် Empire ရဲ့သူရဲကောင်းတက်မှုနံပါတ်1နေရာကိုရထားတော့ Catros မှာလည်းအမိန့်ကိုနာခံမှမယ်ဆိုပြီးပြောလိုက်ကအဲ့အချိန် Mythic တယောက်တပည့်ကောင်မတို့လက်ဝါးနဲ့ရိုက်ချလိုက်ရင်လည်းအရှင်မင်းကြီးကိုယုံကြည်ထားကြဆိုပြီးပြောနေခဲ့ပြီးအောင်နိုင်ခြင်းရဲ့တပိုင်းကမာရူရီရဲ့ Chronos Empire ဘက်မှာပဲမျက်ရှိနေရမယ်ဆိုပြီးပြောနေခဲ့ပါတယ်ဒီလိုနဲ့ Cross တယောက်မှာတော့မစီမဆိုင်နဲ့ Mythic ရဲ့လက်ချက်နဲ့အသက်ပါပေးလိုက်ရပြီးထိုစဉ် Mythic မှာလည်းဘယ်တော့မှထပ်ပြီးတော့အယူ Chronos လို Empire ကိုတန်တရားမဖြစ်နိုင်ဆိုပြီးပြောလိုက်ကဒီလိုနဲ့တစ်ဖက်မှာတော့ Roman တို့ကလည်းနေရာရရှိထားတဲ့ Demetri ရဲ့တပ်သားတွေကိုနေမီတို့ပြန်ခေါ်လာခဲ့ပြီးအဲ့အချိန် Crit မှာတော့ Demetri ကိုရောက်တာနဲ့ထိခိုက်ထားတဲ့သူတွေကစကူတာခဲ့ပေမဲ့လည်းအခြေအနေတွေကတော့ပြင်းထန်နေတယ်ဆိုပြီးပြောလိုက်ကအထူးသဖြင့် Kero ရဲ့ခန္ဓာကိုယ်ကနှိမ့်ဆက်ခံရပြီးအယောင်မှထိခိုက်ထားတာပါအကယ်၍ပြန်ကောင်းလာရင်တော့မှမြဲတဲ့ထိခိုက်တော့တဲ့အရာကရှောင်လို့မရပါဘူးဆိုပြီးပြောနေရင်လည်းဟိုစဉ် Roman ကလည်း Kero လိုမျိုးထိခိုက်ထားတဲ့လူတွေကိုလည်းတိုက်ခိုက်ရေးမဟုတ်တဲ့တတိယတပ်ဖွဲ့လိုနေရာမျိုးစီကိုတာဝန်ချတင်နေဆိုပြီးပြောနေခဲ့ပြီး Roman တယောက်မှဆိုရင်လည်းအကယ်၍သူတို့သာပြည်သူတွေအနေနဲ့ဆက်ပြီးနေချင်နေဆိုရင်တော့ဂုံရှိရှိပဲအနားပေးလိုက်ပြီးတင့်လျော်တဲ့ရော်ကြီးကိုပြင်ထားလိုက်ပါဆိုပြီးပြောလိုက်ရင်လည်းထိုစဉ် Crit မှာလည်းကျွန်တော်လုပ်လိုက်ပါမယ်ဆိုပြီးပြောနေခဲ့ပါတယ်ဟိုအခါ Roman နဲ့ Crit တို့ရဲ့စကားတွေကြောင့်တစ်ဖက်ကဂျင်ယာရီများစွာနဲ့ဂရိမမလှင်းနေရတဲ့ Kero တယောက်ရုတ်တရက်ထလာခဲ့ပြီးကျွန်တော်အနားမယူချင်ဘူးဆိုပြီးပြောလိုက်ကတခြားအဖွဲ့ကိုရှေ့ပေါင်းပါမယ်ဆိုပြီးပြောနေရင်လည်းထိုစဉ် Roman ကလည်း Kero ကိုတခြားဆက်ကြည့်လိုက်ပြီးတော့အဲ့အချိန် Kero တယောက်မှဆိုရင်လည်းဒါမှကင်နိုင်ရင်တော့မှ Demetri အတွက်အသက်ကိုဆုံးဖို့အစင်းစင်းပါပဲပြဆိုပြီးပြောနေခဲ့ပါတယ်ထိုစဉ် Crit တယောက်မှာတော့ Kero ကိုတားနေရပြီးအဲ့လောက်အထိလုံးစီရမလို့ပါဘူးဆိုပြီးပြောနေရကအဲ့အချိန် Kero တယောက်မှာတော့အယောင်မှဆိုတင်းနေပြောနေခဲ့ပြီးလုံးမှာပဲဗျာဘာပဲဖြစ်ဖြစ်လုတ်ကိုလုံးမရမယ်ဆိုပြီးပြောနေခဲ့ပါတယ်ဒီလိုနဲ့ပဲ Kero ရဲ့စကားကြောင့် Demetri ရဲ့တခြားဒဏ်ရာရနေတဲ့စစ်တီတော်တွေမှာလည်းသူတို့ရဲ့အိယာကနဲ့မြတ်မကကုန်းထလာခဲ့ပြီးကျွန်တော်တို့ရောပဲဆက်ပြီးတော့တာဝန်ထမ်းဆောင်ဝင်ကိုပေးပါဆိုပြီးတောင်းဆိုနေရင်အဲ့အချိန် Roman မှာတော့စိတ်ကြိုက်တာလုပ်စီဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့ Roman ရဲ့စကားကြောင့်အကုန်လုံးမှာလည်းကျေးဇူးတင်ပါတယ်ဆိုပြီးတမန်ဟစ်ပြီးကြွကြော်နေက Demetri တီတူးတက်လာတဲ့ Empire အနေနဲ့အုတ်မြစ်ကတာမလာခဲ့ပြီးဖြစ်တယ်လို့ဒီသူမှလည်းစိတ်မခေါ်ရဲလောက်တဲ့ခန္ဓာမျိုးကိုမှတိစောက်နိုင်ခဲ့ပါတယ်ဒီလိုနဲ့တစ်ဖက်ကဟာတာတိုင်းမီမှာတော့အဝင်းဟာတာတယောက်တရားထိုင်က Orrery နဲ့လေ့ကျင့်နေခဲ့ပြီးအဝင်းရဲ့အတွေ့အကြုံမှာလည်း Roman ရဲ့လှုပ်ရှားမှုတိုင်းကစိတ်ကူးထားတာထက်တောင်မှပို့ပြီးတော့ကြော်လွန်နေခဲ့တာပဲဆိုပြီးတွေးနေရပြီးအခုတော့ဘာနာအပြည့်နဲ့နေခဲ့တဲ့ Chronos ကဒေါသတွေကိုမျိုးသိထားရတယ်ဆိုပြီးတွေးနေကသိစိတ်မှုကနှုံတိုင်းမလာခင်မှာညီတဲ့နေချင်းပဲဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်အဝင်းမှာတော့ရဲရင်ဆိုင်ခြင်းဆိုတာအလွဲမသိရောက်လာမှာပဲဆိုပြီးတွေးလိုက်ပြီးချိန်ချလာတဲ့အခါနေမီရီရဲ့ညီမျှမှုကထာဝရပြောင်းလဲသွားလိမ့်မယ်ဆိုပြီးတွေးနေရင်လည်းလက်ရှိအခြေအနေနဲ့ငါကဟာတာနိုင်ငံတော်ကိုမကာကွယ်နိုင်တော့ဘူးဆိုပြီးအဝင်းတယောက်တွေးထဲမှာပဲစကားတွေများစွာပြောနေကသူ့ရဲ့ဝိအောင်ဆွဲချုံလိုက်ပြီးတော့အခုဟာတာလိုအပ်နေတာကမင်းသားအဝင်းဟာတာမဟုတ်ပဲတိုင်းပြည်ကိုကာကွယ်ဖို့တာမတဲ့မော်စီယာတယောက်ပဲဆိုပြီးတွေးနေကြပါတယ်ဒီလိုနဲ့ပဲ Chronos ရဲ့ကာကွယ်ရေးတပ်ကို Demetri ကရဲတွင်းစာတိုက်ခိုက်ပြီးတဲ့နောက်တိုင်းပြည်အများစုကလည်းတုံ့ပြန်မှုတွေကများစွာပေါ်ထွက်လာခဲ့ပါတယ်အဲ့အချိန် Frank ဘီရင်မှာတော့Frank တိုင်းပြည်ကတော့အမြော်အမြင်ရှိတဲ့ဘီရင်ကြောင့်ခွင့်ပြုရပေမယ့်ဟိတ်ဆိုပြီးတွေးနေကအားရနေတဲ့မျက်နှာကြီးနဲ့မှန်ကန်ပြောနေခဲ့ပြီးဟိုစဉ် Frank ဘီရင်မှာလည်းအခု Demetri ကိုဘယ်လိုကူညီပေးနိုင်မလဲဆိုပြီးပြောလိုက်ရင်လည်းတစ်ဖက်က Frank ရဲ့အရှိမလူတောင်းနေတဲ့သူမှဆိုရင်လည်းကံကောင်းချင်တာကအထူးအခမ်းအနားကလည်းလာတော့မှာပါဆိုပြီးပြောနေခဲ့ပြီး Roman Demetri ရဲ့ညီအငယ်ဆုံးဖြစ်တဲ့ Lauren Demetri ကို Cairo တော်ဝင်တက္ကသိုလ်မှာအတန်းအိမ်ကိုတက်သွားစီရပါမယ်ဆိုပြီးပြောနေခဲ့ပြီးသူတို့ပြောနေသူမှာတော့မျိုးသားကြီးစာမယ်ပဲဖြစ်ပါတယ်ဒီလိုနဲ့စာမယ်တယောက်မှာလည်းဂျာဒုတက်အခမ်းအနားက9ရက်အတွင်းမှာကျင်းပမှာပါဆိုပြီးပြောလိုက်ပြီးမျိုးသားကြီး Demetri တက်ရောက်ဖို့ခွင့်ရေးကလည်းများပါတယ်ဆိုပြီးပြောနေကအဲ့အချိန် Frank ဘီရင်မှာတော့ကျင်းတဲ့အပြုံးတွေနဲ့အတူအဲ့လိုလားဆိုပြီးပြောနေရပြီးတော့ဒါဆိုတော်ဝင်ကောင်စီကိုခုချစ်ချင်းပဲခေါ်လိုက် Demetri ကိုဘာလက်ဆောင်ပို့ရမလဲဆိုတာကိုဆွေးနွေးပြီးဆုံးဖြတ်ကြမယ်ဆိုပြီးပြောနေခဲ့ပါတယ်ဒီလိုနဲ့တစ်တလုံးမှာအချင်းသားဖြစ်သူကြောင့်ဆလမ်မနာနေမီတစ်ခုလုံးရဲ့အာယုံဆက်မှုဟာကယ်ရိုတော်ဝင်တက္ကသိုလ်ကိုရောက်ရှိလာခဲ့ပါတော့တယ်အဲ့နောက်ကယ်ရိုရဲ့တော်ဝင်တက္ကသိုလ်မှာဆိုရင်လေလော်ရန်တယောက်သူ့ရဲ့ထားကိုချကရုံးမှာပြင်ပန်းနေရပြီးတော့ဟိုစဉ်လော်ရန်ရဲ့အနောက်ကနေအရင်တုန်းကငချစ်လေးလော်ရန်ကိုနိုင်ကျင့်နေကြဖြစ်တဲ့သပင်အပြားနဲ့ကောင်မလဲလော်ရန်မင်းကဂျာဒူတိုးဆောင်မဲကိုအောင်ပြီးတော့တာအခုကတည်းကဘာလို့များကိုပြင်ပန်းခံပြီးလေ့ကျင့်နေရလဲဆိုပြီးပြောလိုက်ခါဟိုတို့ပြောနေသူမှာတော့တကယ်ကိုမှတကယ်ကိုတစ်ခုခုပဲကွာဆိုပြီးပြောနေရပြီးအခုအတန်းဘီမာကနင်းနဲ့ရှင်မဲ့နေတဲ့သူ
သူရှိတော့ပါဘူးဆိုပြီးပြောနေကအတန်းအိကစီနီယာတွေတောင်စိုးရိမ်နေကြပြီဆိုပြီးပြောနေခဲ့ပါတယ်ဒါအပြင်အတန်းဖီမှာရှိနေတဲ့အကြောင်းရင်းကလည်းလူထုလုပ်ငန်းစဉ်တွေရှောင်းဖို့ကောက်ဆိုပြီးပြောနေခဲ့ပြီးငင်းကတက္ကသိုလ်အဆင့်ကိုကျော်လွန်နေပြီဆိုပြီးပြောနေကပူချင်းရန်ဒမ်မထရီမှာတော့ကိုနေရှင်ရင်ငါကအမမဟုတ်နေသေးဘူးဆိုပြီးပြောနေခဲ့ပါတယ်ခုနောက်ရန်တယောက်မှလည်းသူ့ရဲ့လက်ထက်ထားကိုတစ်ချက်ပေါင်စုပ်ကင်ထားရင်းနဲ့သူ့ရဲ့အတွေ့အထဲမှာတော့ရိုမန်တစ်ခေါက်ပြောခဲ့တယ်ငါလည်းလုံနိုင်နေဆိုတာကိုပေါ့ဆိုပြီးတွေးနေခဲ့ပြီးဒီလိုနဲ့ပဲနေမြေတစ်ခွင်အင်အားတိုးလာတဲ့မိသားစုရဲ့စက္ကန့်သူအနေနဲ့ရန်ဒမ်မထရီဟာနာမည်နဲ့ထိုက်တယ်တဲ့သူတယောက်အဖြစ်ကြီးပြင်းလာခဲ့ပြီးအဲ့ဒီအချိန်ကိုင်ရိုရဲ့တက္ကသိုလ်အဝမှာတော့ယူစားစာမဲနဲ့သူ့ရဲ့နောက်လိုက်တွေကလည်းရောက်နေကအဲ့အချိန်စာမဲရဲ့အတွေ့အထဲမှာလည်းသူ့ရဲ့အကြံကိုတောင်းခံဖို့လက်ခံခဲ့တာမလို့အရင်ဆုံးမျက်နှာယူမှရမယ်ဆိုပြီးတွေးလိုက်ပြီးစာမဲရဲ့လက်ထဲမှာတော့ဝိုင်ဒဘလင်းနဲ့အတူဒီလိုမျိုး front မှာပဲရှိတဲ့ဝိုင်အဟောင်းကဘာရီကိုတွေးစီမယ်လို့ညှို့လင်းပါတယ်ဆိုပြီးတွေးလိုက်ပြီးအဲ့ဒီအချိန်စာမဲတို့ထဲကိုရောက်တဲ့အခါမှာဒီဘက်ကိုကြွပါရှင်ဆိုတဲ့စကားနဲ့အတူတကားကိုလည်းဖွင့်လိုက်ပြီးပူစင်တကားနောက်ထည့်ရနေသူဆိုပါတယ်ဆိုပြီးပြောနေတဲ့အတွက်ကြောင့်စာမဲတယောက်မှလည်းရောင်မအံ့တင်နေရပြီးဒါကအဲ့နေရာမှာနဲ့ဂျန်နာရီတွေဘလို့ဖြစ်လာတယ်ဆိုတာကိုရေးသားတဲ့စာရေးဆရာပဲဆိုပြီးတွေးနေရပြီးတစ်ဖက်မှာတော့စာမဲတွေးလိုက်ရတဲ့သူကစောက်ကျိုးနဲ့ကိုင်ရိုတော်ဝင်တက္ကသိုလ်ရဲ့နာမည်ကြီးပမောက္ခ Henry Abbott ပဲဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့နောက် chapter တစ်ခုမှာ Henry Abbott ကပထမကတော့ Roman Democracy ကိုဘုံတင်းအတွက်ကြောင့်ပဲသဘောကျခဲ့တဲ့ဆိုပေမဲ့တဖြည်းဖြည်းနဲ့ပို့ပြီးတော့စိတ်ဝင်စားလာတာနဲ့အမျှသတိထားမိလာခဲ့ပါတယ်ဒါဟာ Roman ကိုသူ့ဘဝရဲ့အစဉ်တန်ဆာလို့ယူဆပြီးတဲ့နောက်မှာတော့ Henry Abbott ရဲ့ဘဝကြီးကလုံးဝပြောင်းလဲသွားခဲ့ပြီးတိုင်းပြည်တစ်ဝက်မှာရောင်းအားအကောင်းဆုံးစာရေးဆရာဖြစ်ခဲ့ပြီးတဲ့နောက်ကိုင်ရိုကတော်ဝင်ဒါသမတက္ကသိုလ်မှာလည်းအချိန်ပြည့်တောင်းဝင်ထမ်းဆောင်ရတဲ့ပမောက္ခတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါဟာအားလုံးကအသိမဲ့ပြုရတဲ့ဘုံတင်းကြော်ကြသူတစ်ယောက်ဖြစ်လာခြင်းရဲ့အကြောင်းရင်းပဲဖြစ်ပြီးယခုလက်ရှိမှာ Fred တိုင်းပြည်ရဲ့မျိုးသားကြီးစာမဲမှာတော့ Henry Abbott ကိုတွေ့လိုက်ရတဲ့အတွက်ကြောင့်အယံအောင်မှဝမ်းသာသွားတာတကယ်ကိုပဲကုန်မိပါတယ်အဲ့ဒီကငါရှိနေခဲ့တဲ့ဆိုတဲ့စာအုပ်ကိုရမ်းကြိုက်လို့ထက်လဲဖက်ပြတာပါဆိုပြီးပြောနေခဲ့ပြီး Henry Abbott တယောက်သူ့ရဲ့ fan ကိုတွေ့လိုက်ရတာဖြစ်ပြီးတော့ကိုစင်စာမဲမှာလည်းပို့ပြီးတော့ဖက်လေတောင်ဘက်ခဏကိုကြောက်တော်လေးပဲဆိုပြီးပြောနေကဘလို့တော့မှများဒီလိုအမှုပညာလက်ရကိုရင်းနိုင်ခဲ့ရတာလဲဆိုပြီးပြောနေခဲ့ပါတယ်အဲ့အခါ Henry Abbott မှာလည်းတိုက်ပွဲမှာမြင်တွေ့ခဲ့ရတာတွေကိုအမှန်တရားအတိုင်းတက်သွင်းချင်ခဲ့ရုံမှာဆိုပြီးပြောလိုက်ပြီးအားလုံးတည်ပြီးတဲ့အတိုင်းပဲသူအတောက်ပခဲ့ဆုံးသောနေရာကတောင်ဘက်ခဏတိုက်ပွဲမှာလေးဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက် Henry တယောက်မှာလည်းခတ်တာရဲ့အနောက်ဘက်ခြမ်းအဖောက်ခံလိုက်ရတော့ချွေပြောင်းရေးဂိတ်ပါတင်းခံလိုက်ရတာဆိုပြီးပြောနေကအားလုံးကညှိနှိုင်းဖို့ပြင်ဆင်နေပေမဲ့လည်းသူကတော့လုံးဝမတူရှာဘူးဆိုပြီးပြောနေခဲ့ပြီးတယောက်တည်းနဲ့အတွက်ကြောင့်အခြေအနေတွေကရောင်းမြင်ဖြစ်သွားတာကိုကိုရိုင်းမြင်တွေ့ခဲ့ရတာပေါ့ဆိုပြီးရှင်းပြနေနေပြီးတော့အခြေခံမိကွန်းတစ်ခုစိတ်ထဲကိုပေါ်လာခဲ့တယ်ဆိုပြီးပြောလိုက်ပြီးဒီလိုဖြစ်တည်မှုကအလိုတောင်မှများဝေဖွာလာတာလဲဆိုပြီးပြောနေခဲ့ပါတယ်ဒါဟာရိုမန်ရဲ့အကြောင်းပြောနေတာဖြစ်ပြီးအဲ့အချိန် Henry Abbott မှာလည်းအတီးပေါင်းမျက်နှာနဲ့ဘာလို့လဲဆိုတော့ဘာလို့ Roman Democracy ကတခြားသူတွေနဲ့မတူညီရရလဲဆိုတဲ့အချက်နဲ့အကြောင်းပြချက်ကသူဟာပုံမှန်မဟုတ်တဲ့ဝေးချယ်မှုတွေကိုပြုလုပ်နေတဲ့အပေါ်မှာတားပြီးတရှိနေတာကြောင့်ပဲဆိုပြီးပြောနေခဲ့ပါတယ်ထို့အခါ Henry Abbott ရဲ့စကားတွေကြောင့်စာမဲမှာလည်းပုံမှန်မဟုတ်တဲ့ဝေးချယ်မှုလားဆိုပြီးမင်းနေခဲ့ပြီးတစ်ဖက်က Henry Abbott မှာတော့အားလုံးကညင်းနေဆိုရင်တော့သူကရလနဲ့ပဲတက်တည်ပြရဲဆိုပြီးပြောလိုက်တာပုံမှန်အတွေးတွေကိုစန့်ကျင်တဲ့ဆုံးဖြတ်ချက်ကနေအောင်ဩစီရဲ့ရက်လက်တွေကိုဖော်ထုတ်ခဲ့တာပဲဆိုပြီးပြောနေရင်ဒီရက်လက်တွေကလက်ရှိ Democracy ကိုဖန်တီးခဲ့တာပဲဆိုပြီးပြောနေခဲ့ပါတယ်ထို့အခါစာမဲမှာတော့ဒါပေမဲ့လေသူက Roman မလို့ဖြစ်နိုင်ခဲ့တာမှလည်းဆိုပြီးပြောနေတာတစ်ဖက်က Henry Abbott မှာတော့အဲ့ဒါကိုအတိမပြုပါတယ်ဒါပေမဲ့ရှောက်လန်းမှုအရေးကြီးတဲ့အဖြစ်တကူကတခြားသူတွေပြောတာကိုနားမထောင်ပဲမှန်ကန်တယ်လို့ယုံကြည်တဲ့အရာကိုဆောင်ရွက်ဖို့ပါပဲဆိုပြီးပြောလိုက်ပြီးသူဟာခေတ်ရည်စီချောင်းတွေကိုညှင်းပယ်ခဲ့တယ်ဆိုပြီးပြောလိုက်ကဒါကြောင့်မလို့လေဝေဖန်ခံရပြီးဆုံးသက်မှာတော့ခေတ်အစ်တစ်ခုကိုဖွင့်ပေးနိုင်ခဲ့တာပဲဆိုပြီးပြောနေခဲ့ပါတယ်အဲ့အခါ Henry Abbott ရဲ့စောင့်ရအောင်မတက်ပြနေတဲ့စကားတွေကြောင့်တစ်ဖက်ကစာမဲမှာလည်းကောင်းမွန်လွန်းလာတဲ့ဥချချက်တွေကိုကိုယ်တိုင်နားထောင်ရတာပဲတကယ်လို့မှအတိုင်းနာနိုင်တဲ့အထိဂုဏ်ယူစရာပါပဲဆိုပြီးပြောလိုက်ပြီးစာမဲတယောက်အနေငယ်တော့ခွင့်ပြခန့်နေရင်းနဲ့တကယ်တော့အမောက်ခောက်ကိုလည်းတွေ့ရတဲ့အကြောင်းရင်းကဆိုပြီးပြောလိုက်က Roman Democracy နဲ့ပတ်သက်ပြီးမေးစရာရှိလို့ပါဆိုပြီးပြောလိုက်ပါတယ်ထို့အခါစာမဲရဲ့စကားကြောင့် Henry မှာလည်းအနေငယ်တော့ပြောလိုက်ပြီးကြိုက်တာမိပါဆိုပြီးပြောလိုက်ခါ Henry တယောက်မှာတော့တော်ဝင်ဒါသမတက္ကသိုလ်မှာ Roman Democracy အကြောင်းကိုပို့သိတဲ့သူကကျွန်တော်အပြင်တခြားသူမရှိပါဘူးဆိုပြီးပြောနေခဲ့ပါတယ်ဒီလိုနဲ့ပဲနောက်ကျောင်းကိုပြန်ရမယ်ဆိုရင်တော့ Roman တယောက်စိတ်တက်တွေကြပြီးကျောင်းတော်ရဲ့လေကားတစ်ခုမှာထိုင်နေတဲ့အချိန် Henry Abbott ကလည်း Roman ရဲ့ဘေးနားမှာရောက်နေက Roman မှာဆိုရင်တော့နောက်ပိုင်းတမိုးမရှိတော့ဘူးလို့ခန်းစားမိနေတယ်ဆိုပြီးပြောလိုက်ပြီးကိုကြီးကနိုင်ငံရဲ့အတော်ဆုံးသသမားဒါအပြင်ကိုလက်ကလည်းတက္ကသိုလ်ရဲ့ထိပ်တန်းပွဲရဆိုပြီးပြောနေကကျွန်တော်အနေနဲ့ဘယ်လောက်ပဲစူးစမ်းနေပါစေဦးတော့သူတို့ရဲ့ခြေပြားကိုယ်တော်မှာမမိနိုင်တယ်လို့ပဲခန်းစားရတယ်ဆိုပြီးပြောနေခဲ့ပါတယ်အဲ့အချိန် Roman ကိုကြည့်နေရတဲ့ Henry Abbott ရဲ့အတွေ့အထဲမှာတော့ Roman ကတော်ဝင်ဓာတ်ပညာတက္ကသိုလ်မှာတိမဲ့ပြုတ်ခင်ရတဲ့ permission တယောက်ပါဆိုပြီးတွေးလိုက်ပြီးသူ့အကိုတွေနဲ့ရှင်ကြည့်ရင်ဒါလူအပ်ချက်တွေရှိနေတယ်လို့ခန်းစားရတယ်ဆိုပေမဲ့တိတ်မာတော့ငါကလည်းမိသားစုတွေမှာတိုးမဲဆိုတော့အဲ့ဒီခန်းစားချက်ကိုတည့်ရလေးဆိုပြီးတွေးနေကဒါပေမဲ့အခုတော့မတူတော့ဘူးဆိုပြီးပြောလိုက်ပြီးဘဝအစ်စ်ကိုနေနေရတဲ့လူအနေနဲ့သူ့ကိုတေချာလေးတွန်းနိုင်တာအခုတော့ရှိပါတယ်ဆိုပြီးတွေးနေခဲ့ပါတယ်အဲ့ဒီအချိန် Henry Abbott မှာတော့ရုတ်တရက် Lawrence ဆိုပြီးခေါ်လိုက်ပြီးမင်းရဲ့အကိုတွေကအောင်အောင်စရာကောင်းတယ်ဆိုတာအမှန်ပါပဲဒါပေမဲ့သူများနဲ့ရှင်နေမယ်ဆိုရင်တော့မင်းကိုမင်းထုံရှုံရလိမ့်မယ်ဆိုပြီးပြောလိုက်ပြီး Henry Abbott ရဲ့ရုတ်တရက်ထပ်ပြောလိုက်တဲ့စကားကြောင့် Lawrence တယောက်မှာတော့အနေငယ်တော့ကြောင်းနေကအဲ့အချိန် Henry မှာလည်းဘာလို့မျိုးလူကိုပဲကြည့်လေကိုင်ရိုရဲ့တော်ဝင်ဓာတ်ပညာတက္ကသိုလ်မှာပမောက္ခအဖြစ်နဲ့တမွေးဝမ်းကြောင့်လုပ်နေတာမှတ်လဲဆိုပြီးပြောလိုက်ပြီးတော့ Henry တယောက် Lawrence ကိုလက်ညှိုးထိုးကအဲ့တော့တုံလုံးမနေပဲကိုယ့်ရဲ့လမ်းကိုပဲရှောက်ပါကွာဆိုပြီးအားပေးလိုက်ပြီးမင်းချီယာရီရဲ့ထူးခြားမှုကိုမြင်ရမယ့်နေ့ကကျင်းတိပေါက်ရောက်လာပါလိမ့်မယ်ဆိုပြီးပြောနေခဲ့ပါတယ်ဒီလိုနဲ့ပဲအဲ့နေ့မှာဆရာတပည့်ဆက်ဆံရေးကိုကြော်လွန်ပြီးတော့ Henry နဲ့ Lawrence ကမိတ်ဆွေအဖြစ်ဖြစ်လာခဲ့ကြပြီးအခုလက်ရှိမှာ Henry Abbott ကလည်းလက်ဆောင်ဆိုရင်တော့အခုအဲ့ဒီလိုစိတ်ဝင်စားနေတာကဆိုပြီးပြောလိုက်ရင်လည်းသူ့ရဲ့ကြီးထွားမှုကိုအထောက်အကူဖြစ်စေမယ်ဘယ်အရာကိုမဆိုကျင်းနာမှာပါဆိုပြီးပြောလိုက်ပါတယ်ဟိုခါစာမဲမှာလည်းအားတက်ဆောင်နေပဲတိပါပြီးပြဆိုပြီးပြောလိုက်ပြီးစာမဲရဲ့အတွေ့အထဲမှာတော့ကြီးထွားစီမဲ့အရာတစ်ခုဆိုပြီးတွေးလိုက်ခါဒုတိယပဲ Henry Abbott ကိုကျေးဇူးတင်ပါတယ်ဆိုပြီးပြောလိုက်ရင်လည်းဒီကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူးဆိုပြီးပြောနေခဲ့ပါတယ်ဒီလိုနဲ့ဂျာဒူတိုးပွဲမတိုင်ခင်နေ့တွင် Democracy ဆိုပြီးလူတွေရဲ့အားပေးတဲ့နဲ့အတူ Roman တို့ကလည်းကိုင်ရိုတို့ရောက်လာခဲ့ပြီးဖြစ်တယ်လို့ပြည်သူပြည်သားတွေမှာတော့အရှင် Roman Democracy ဆိုပြီးအားပေးနေကလေးစားပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက် Roman တို့ဟာကိုင်ရိုရဲ့တော်ဝင်နန်းတော်ရောက်လာတဲ့အခါမှာတော့လမ်းဆောင်ဘက်မှာလည်းကျူဆိုပါတယ်ခမရဆိုပြီးပြောလိုက်ပြီးစောင့်မျှော်နေတာပါဆိုပြီးပြောနေကထို့သူမှဆိုရင်တော့ကိုင်ရိုရဲ့လက်ရှိဘရင် Daniel Cairo ပဲဖြစ်ပါတယ်ထို့စဉ် Daniel Cairo မှာတော့ Roman ကိုကြည့်ကရေးတကြီးပြောစရာရှိပါတယ်ဆိုပြီးပြောလိုက်ပြီးအဲ့နောက်မှာ Roman ရဲ့အဖေဖြစ်တဲ့မျိုးစားကြီး Baron Romeo Democracy မှာလည်းရောင်းမလန့်ဖြန့်သွားပြီးဘာဆိုလိုတာလဲဆိုပြီးပြောနေကအခုကိုင်ရိုကလက်အောက်ခံတမ်းပြီးအဖြစ်နဲ့ဖြစ်လာမယ်ဆိုပြီးပြောနေတာလားဆိုပြီးမေးနေရပါတယ်အဲ့နောက် Romeo Democracy မှာလည်း Democracy ကကိုင်ရိုနိုင်ငံတော်ကနေစတင်ခဲ့တဲ့ဟာကိုဘာလို့များအဲ့လိုအထိလုံးမလဲဆိုပြီးမေးလိုက်ပြီးတစ်ဖက်ကဘရင် Daniel မှာတော့အခုလက်ခံရမယ်လို့ပြောတာမဟုတ်ပါဘူးဆိုပြီးပြောလိုက်ခါလက်အောက်ခံနိုင်ငံဆိုတာ Democracy အနေနဲ့ Empire ဘွဲကိုရတဲ့
အခါကျွန်တော်တို့ဘက်ကနေဖြစ်လာမှာပါဆိုပြီးပြောလိုက်ပြီးအဲ့အချိန်ရိုမီယိုဒက်မက်ထရီမှာတော့အလန်တကြားနိုင်ပဲဒါပေမဲ့လည်းပြဆိုပြီးပြောနေရင်တက်လာမှာတစ်ဖက်ကဒန်နီရယ်မှာတော့မျိုးစားကြီးဒက်မက်ထရီဆိုပြီးစကားဖြစ်ပြောလိုက်ပြီးမျိုးစားကြီးအနေနဲ့ကိုင်ရိုကိုရောက်တော့ကဘလို့ထင်မိပါလဲဆိုပြီးမေးလိုက်ပါတယ်အဲ့နောက်ဒန်နီရယ်မှာတော့လမ်းမှာစုနေတဲ့ပြည်သူပြည်သားတွေကဒက်မက်ထရီကိုကိုင်ရိုရဲ့တွေကောင်အနေနဲ့ယူဆကြတယ်ဒါဟာလည်းအုတ်မြစ်ကိုတူပြီးတော့သူတို့တိုင်းပြည်ကိုကာကွယ်ပေးခဲ့တဲ့သူမလို့ပါဆိုပြီးပြောနေခဲ့ပြီးစိတ်ရင်းနဲ့မလို့ဘုံတိမှုမရှိပဲကျူစုခဲ့ကြတာလေဆိုပြီးပြောနေကအမှန်တော့ဒီအမြင်တွေအတွက်အကြီးမားဆုံးအကြောင်းပြချက်က Chronos Empire နဲ့ရင်ဆိုင်ရမယ့်စစ်ပွဲကြောင့်ပေါ့ဆိုပြီးပြောနေရင်လည်းမျိုးစားကြီးဒက်မက်ထရီကဘာကြီးကပြောင်းလဲနေပါတယ်ဆိုပြီးပြောလိုက်ခါ Chronos Empire ရဲ့ရွေချက်ကနေဒက်မက်ထရီဟာကိုင်ရိုကိုကာကွယ်ပေးနိုင်မယ်လို့ယုံကြည်တာပါဆိုပြီးပြောလိုက်ပါတယ်အဲ့နောက်ဒန်နီရယ်မှာတော့သူ့ရဲ့ခုံကနေထားလိုက်ပြီးဘရင်တယောက်ဖြစ်နေတာတောင်မှသူ့ရဲ့အရှိမရှိတဲ့ Roman Demetri နဲ့ Romeo Demetri ကိုဂျိုတေးစွာဥညွှတ်လိုက်ပြီးတော့ Demetri ဟာ Empire ဖြစ်နေပြီလို့ကြေညာတဲ့နေ့မှာကိုင်ရိုအနေနဲ့လည်းတုံဆိုင်မှုလုံးဝမရှိပဲသစ္စာခံပါမယ်လို့ဂရီပေးပါတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့အခါဘရင်ဒန်နီရယ်ရဲ့ဒီပေါက်ပြောနေတဲ့စကားတွေကြောင့် Romeo တယောက်မှာတော့ခုဆိုပြီးတပင်းချနေရပြီး Roman မင်းဘယ်လိုထင်လဲဆိုပြီးမေးလိုက်ခါ Romeo ကလှမ်းပြီးစကားပြောလိုက်တဲ့အတွက်ကြောင့် Roman ကလည်းအရှင်မင်းကြီးဆန္ဒနဲ့သဘောတူပါတယ်ဆိုပြီးပြောလိုက်ပြီး Chronos ကပျက်စီးသွားမှစစ်မှန်တဲ့ငြင်းချင်းကိုရမှာပါဆိုပြီးပြောနေက Chronos ပြိုလဲရင်တော့ဘယ်ဟောထားကလည်းသူ့ရဲ့နေရာကိုရှုပြီးချုပ်ထွေးမှုတွေကိုအဖန်ပြန်လဲဆက်တင်ပါလိမ့်မယ်ဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်ဂျိုတီယာဆိုသူလိုပဲ Roman တယောက်မှာတော့ကြောက်စရာကောင်းတဲ့ပုံစံဖြစ်သွားခဲ့ပြီး Chronos ပဲဖြစ်ဖြစ်ဘယ်ဟောထားပဲဖြစ်ဖြစ်အညီညွတ်မှုဆိုတဲ့မျိုးစေ့တွေကိုကြိုပြီးတော့ဖျက်ထားရမယ်ဆိုပြီးပြောလိုက်ခါအဲ့တာဝန်ကိုတော့ကျွန်တော်ကယူမှာပါဆိုပြီးပြောနေရင်လည်းမဟာမိတ်နိုင်ငံတော်တွေကိုဥဆောင်ပြီး Chronos Empire ကိုကြော်ထားပါမယ်အဲ့ဒါတွေပြီးသွားတဲ့နောက်မှာတော့တိုင်းပြည်ကိုစစ်ပွဲတွေနဲ့ပဲငင်းအေးစီရပါမယ်ဆိုပြီးပြောလိုက်ပြီး Roman ရဲ့စကားတွေကြောင့်တစ်ဖက်ကကိုင်ရိုရဲ့ဘရင်ဖြစ်တဲ့ဒန်နီရီတယောက်မှာအားရစွာနဲ့ပြောလိုက်ပြီးတဲ့နောက်ဂျာရူတိုပွဲနေ့ကိုင်ရိုရဲ့တော်ဝင်ဓာပညာတက္ကသိုလ်၌ဂျာရူတိုပွဲအခမ်းအနားကိုပြုလုပ်နေကပုံစံចောင်းသားကျုံသူတွေမှာလည်းတယောက်တစ်ပေါက်နဲ့စကားတွေပြောနေခဲ့တယ်လို့အဲ့ဒီအချိန်ဂျာရူတိုပွဲရဲ့ director ဖြစ်တဲ့မျိုးစား Elvin မှာတော့ဘာလို့များစိတ်လှုပ်ရှားနေတာလဲဆိုပြီးပြောနေရင်လည်းမိန်ကုန်းနဲ့ပြင်ထားလားဆိုပြီးသူ့ရဲ့အစီအကောင်မေးခဲ့ပါတယ်ထို့အခါသူ့ရဲ့အစီအကောင်မှာလည်းမိန်ကုန်းစာရွက်ကိုယူလာခဲ့ပြီးဒီမှာပါဆိုပြီးပြလိုက်ခါအဲ့အချိန် Elvin တယောက်မှာတော့စာရွက်ကိုကြည့်လိုက်ရင်လည်းနိုင်ငံတော်လမ်းသွားပြီးဒီလူတွေရဲ့နာမည်ကိုအကုန်ပြောရမှာလားဆိုပြီးမေးနေခဲ့ပါတယ်ပုံစံသူ့ရဲ့အစီအကောင်မှာတော့ဒလေးအရာတော့ပွဲကိုတက်ရောက်တဲ့သူတိုင်းကိုကြီးညာပေးရမှာဆိုပေမဲ့ဒီလိုအရာမျိုးတွေကိုပထမဆုံးတွေ့ခုရပါဆိုပြီးပြောလိုက်ပြီးအဲ့နောက်မှာ Elvin ကလည်းအခုကစပြီးတော့ကိုင်ရိုတော်ဝင်ဓာပညာတက္ကသိုလ်ရဲ့ဂျာရူတိုပွဲအခမ်းအနားအားစတင်ပါတော့မယ်ဆိုပြီးကြီးညာနေရင်းနဲ့ပထမဦးဆုံးအနေနဲ့ကြောက်ရောက်လာတဲ့သူတွေကိုအရင်ဆုံးမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်ခုနောက် Elvin ကတော့ကိုင်ရိုဘရင်အရှင်မင်းကြီးနဲ့လူစားကြီး Demetri တို့လည်းရောက်ရှိနေတယ်လို့မျိုးလူစား Grasse Vicon Conrad ဒါအပြင်လူစားကြီး Adrian နဲ့ Vicon Lawrence Vicon Boss ပြီးရင်တော့ Marco Valentino တို့အပြင်လူစားကြီး Fabius တို့ပါရှိပြီး Vicon Slade Vicon Ringo လူစားကြီး Fadi လူစားကြီး Lasan နဲ့ Marcos Javan တို့ပါပါတယ်ဆိုပြီးကြီးညာနေရင်းနဲ့အဲ့နောက်တယောက်ပြီးတယောက်ကိုကြီးညာနေတဲ့အတွက်ကြောင့်အောက်မှာရှိနေတဲ့ចောင်းသားတွေမှာလည်းတကယ်ကိုမှယာရုကြီးတဲ့လူတွေတက်လာတဲ့အတွက်ကြောင့်ရုံမလန့်ဖြန့်သွားပြီးသူတို့ရဲ့အတွေ့အကြုံမှာတော့တက္ကသိုလ်ယာရုတိုးပွဲမှာထက်တန်းသားတွေအများကြီးကတက်ရောက်လာတယ်ဆိုပြီးတွေးနေရပါတယ်ဒီလိုနဲ့ပဲတက္ကသိုလ်မှာယာရုတိုးပွဲကပြီးသွားခဲ့တော့လေမျိုးမင်းတွေကတော့သူတို့ထိုင်နေတဲ့နေရာကနေလုံးဝမထားခဲ့ကြပါဘူးဒါဟာဘာကြောင့်လဲဆိုတော့ထက်တန်းသားတွေချားမှာဒက်မက်ထရီအိမ်တော်ရဲ့အလေးပေးခံရဖို့အတွက်ကစားပွဲတစ်ခုကိုစတင်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်ဒီလိုနဲ့နောက် chapter တစ်ခုမှာယာရုတိုးပွဲအပြီးဒက်မက်ထရီရဲ့တားဖ3ယောက်စုံလင်စာတွေ့နေတဲ့အချိန်မှာတစ်ဖက်ကလူတစ်ယောက်ကလည်းရောက်လာခဲ့ပြီးကျွန်တော်ကတော့အမ်ပါတိုနိုင်ငံတော်မှာမျိုးစားခရစ်စတင်ပါဆိုပြီးပြောလိုက်ရင်းနဲ့လူတီစောနဲ့ဥညွှတ်လိုက်ပြီးတော့တားရဲ့ယာရုတိုးချင်းအတွက်စိတ်ရင်းနဲ့ပဲကွန်ပျူတာပါတယ်မျိုးစားကြီးဒက်မက်ထရီဆိုပြီးပြောလိုက်ပါတယ်ထို့အခါတစ်ဖက်ကရိုမီယိုဒက်မက်ထရီမှာလည်းခရစ်စတင်အဲ့ဒီနာမည်ကိုအရင်ကချောက်ခုရဲဆိုပြီးပြောလိုက်ပြီးခရစ်စတင်တစ်ယောက်မှာတော့တတိယသခင်လေးရဲ့ယာရုတိုးပွဲရှိတယ်ဆိုတာကိုချလို့ကွန်ပျူပေးဖို့ပဲဘာခဲ့တာပါခင်ဗျာဆိုပြီးပြောလိုက်ပြီးရိုမီယိုကတော့ဟာအဲ့လိုလားဆိုပြီးပြောနေတာအဲ့အချိန်ခရစ်စတင်မှာတော့အိုးဟုတ်တာသခင်လေးလိုရန်အတွက်ထူးလက်ဆောင်ကိုပြင်ဆင်ထားပါတယ်ဆိုပြီးပြောလိုက်ပါတယ်ထို့အခါလော်ရန်တစ်ယောက်မှာလည်းလက်ဆောင်ဆိုပြီးအနေငယ်တော့အန်ဟောထားခဲ့ပြီးတစ်ဖက်ကခရစ်စတင်မှာတော့အောင်ပွဲအတွက်ထိမ့်မှတ်သဘောပါပဲဆိုပြီးပြောလိုက်ခါဝင်ပြီးစီရမလိုပါဘူးဆိုပြီးပြောနေခဲ့ပါတယ်အဲ့အချိန်ခရစ်စတင်မှာတော့သူ့ရဲ့နောက်လိုက်ကိုခေါ်လိုက်ပြီးပူစင်လော်ရန်ကိုပေးဖို့အတွက်ရောက်မှလှပတော့ဓာတ်တစ်ချောင်းကိုထုတ်ပြလိုက်ခါဒါဟာအမ်ပါတိုနိုင်ငံတော်ကကျွမ်းကျင်လက်မှုပညာရှင်လုပ်ထားတဲ့ဓာတ်တစ်လက်ပါဆိုပြီးပြောလိုက်ပြီးပြင်ပိုင်းကိုတော့ရွှေနဲ့တန်ဆာဆင်ထားပြီးဟိုနားဒီနားတွေမှာကြောက်တွေနဲ့ခင်းနေအောင်လုပ်ထားပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်ပြီးတော့အရေးကြီးဆုံးကဒက်မက်ထရီရဲ့အမှတ်အသားနဲ့တခင်လေးလော်ရန်ရဲ့နာမည်အစစလုံးတွေကိုလည်းထွင်းထားတာပါပဲဆိုပြီးပြောလိုက်ပြီးအဲ့အချိန်တစ်ဖက်ကလော်ရန်မှာတော့အယောင်မှာအမွန်းတင်နေတဲ့လက်ဆောင်ကြောင့်အနေငယ်တော့လက်နေရကတစ်ဖက်ကခရစ်စတင်မှာဆိုရင်လည်းကြည့်ပါဦးတကယ်ကိုမလာလုံးဘူးလားဆိုပြီးပြောနေရင်လည်းလော်ရန်တယောက်ကလည်းချစ်ကျေးဇူးပါပဲဆိုပြီးပြောနေရပါတယ်ဟိုခါခရစ်စတင်မှာတော့လှပလုံးနဲ့ထူးခြားတဲ့ကိုပိုင်ဓာတ်ကိုပေးလိုက်ပေးမယ်လေခရစ်စတင်ရဲ့အတွေ့အကြုံမှာတော့ဘာလို့များအဲ့လိုတုံ့ပြန်နေတာလဲဆိုပြီးတွေးနေရပြီးတန်မိုးကြီးတဲ့ပစ္စည်းတွေကိုအကြိုက်တယ်များလားဆိုပြီးတွေးနေရပါတယ်ထို့စဉ်အချိန်ခရစ်စတင်ရဲ့အနောက်မှာစာမေးရလည်းရောက်လာခဲ့ပြီးတော့ဟာတကယ်ကိုပဲဓာတ်ကောင်းတစ်လက်ပါပဲဆိုပြီးပြောနေရင်ဒီနေ့ပွဲကိုသာအဲ့ဒီဓာတ်ကိုကိုင်လာရင်တော့တကယ်ကိုမှမင်းသက်စရာကောင်းနေမှာပါဆိုပြီးပြောနေခဲ့ပြီးစာမေးတယောက်အမှန်ကန်တဲ့ချီကျူးပေးနေကလော်ရန်ရဲ့အရှိကိုရောက်လာခဲ့ပြီးတော့လေးစားသမှုကိုပြလိုက်ရင်းနဲ့ဂျာရူတိုချင်းအတွက်စိတ်ရင်းနဲ့ပဲကွန်ပျူတာပါတယ်တခင်လေးလော်ရန်ဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်စာမေးမှာတော့ဒီကကျွန်တော်မျိုးကလည်းလက်ဆောင်တည်လေးတစ်ခုကိုပြင်ဆင်ခဲ့တယ်ဆိုပေမဲ့တောက်ပြောင်လွန်လာတဲ့လက်လုံဓာတ်မျိုးဟုတ်မနေတော့သဘောကျပါမလားမသိဘူးဆိုပြီးပြောနေခဲ့ပြီးအဲ့အချိန်စာမေးတယောက်လက်ဆောင်တစ်တာကိုဖွင့်လိုက်ခါတစ်တာထဲမှာဆိုရင်လည်းလက်ကောက်အကွင်းလေးတွေကပါနေခဲ့သလိုဒါဟာအရှင်ဝါဓာတ်သမားတွေအတွက်လက်တလုံးမှာပြုလုပ်ထားတဲ့ဟောပစ္စည်းတွေပါဆိုပြီးပြောနေခဲ့ပါတယ်ပိုစဉ်စာမေးကတော့လော်ရန်ရဲ့လက်မှာလက်ကောက်ကိုဝှေ့ပေးလိုက်ပြီးဒီဟာတွေကလက်ကောက်ဝှေ့နဲ့ချင်းချင်းဝှေ့တင်မှာဝှေ့ရပြီးလက်စင်သူနဲ့ကိုက်ညီတဲ့အရွယ်အစားကိုလည်းအလိုလျောက်ညှိပေးပါတယ်ဆိုပြီးပြောနေကအလေးချင်းကို10ကီလိုကနေကီလို100အထိလည်းထားနိုင်ပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်ထို့အခါစာမေးပေးတဲ့လက်ဆောင်ကြောင့်လော်ရန်တယောက်မှာတော့အရင်ကမှပြောသွားခဲ့ပြီးအန်အော်တကြီးနဲ့အဲ့လိုပစ္စည်းမျိုးရှိတာလားဆိုပြီးပြောနေရကလော်ရန်ရဲ့အတွေ့အထဲမှာလည်းအန်အော်စရာကြီးပဲဆိုပြီးတွေ့နေခဲ့ပါတယ်ပိုစဉ်တစ်ဖက်ကစာမေးမှာတော့ဒါရီရဲ့အကြီးဆုံးအားသာချက်ကကိုယ့်ရဲ့မန်နာလေဘယ်ချင်းကိုဆောင်ရွက်ပေးတာပါဆိုပြီးရှင်းပြလိုက်ပြီးတခင်လေးလော်ရန်ရဲ့ကြီးထွားမှုအတွက်လည်းကျင်းတီလိုအပ်မယ်ထင်ပါတယ်ဆိုပြီးပြောလိုက်တာအဲ့အချိန်လက်ဆောင်ရလိုက်တဲ့လော်ရန်တယောက်မှာတော့ဂျူတီရဲ့ပဲပြင်မြန်လုံးနဲ့အရှိန်နဲ့ပြန်ပြီးရိုသေစွာဥညွှတ်လိုက်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးအခြေကြီးပြောနေခဲ့ပါတယ်ထို့အခါရိုမီယိုဒက်မက်ထရီပါလည်းဟာဒီလိုလက်ဆောင်မျိုးကိုငါသားအတွက်ပြင်ဆင်ပေးထားတာပေါ့ဆိုပြီးပြောလိုက်ပြီးမင်းကိုတော့ဖော်ဖော်ရွေဆက်ဆက်မှရတော့မှာပဲဆိုပြီးပြောနေကအဲ့ဒီအချိန်စာမေးရဲ့အနောက်ကနေဂျူတီရဲ့ပဲလူတွေအများကြီးကရောက်လာရင်လည်းလက်ဆောင်ကိုစီကင်ထားခဲ့ပြီးတော့မျိုးသားကြီးဒက်မက်ထရီကျွန်တော်မျိုးတို့လည်းလက်ဆောင်ပြင်ဆင်လာပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်ထို့စဉ်နောက်တစ်ယောက်မှာဟတ်တာနိုင်ငံတော်ကဖြစ်ပြီးကျွန်တော်တို့ဟတ်တာနိုင်ငံတော်ကလည်းအထူးလက်ဆောင်ကိုပြင်ဆင်လာခဲ့ပါတယ်ဗျာဆိုပြီးပြောနေကတာကန်ဆိုတာဘာလဲတီလာဆိုပြီးမေးလိုက်ပါတယ်အဲ့အချိန်ရိုမီယိုကတော့တာကန်ဆိုပြီးပြောလိုက်ကအဲ့ဒါကဟတ်တာရဲ့အတမဆုံးဓာတ်သမားဒါအပြင်ဟတ်တာရဲ့ဓာတ်ကျွမ်းကျင်သူတို့တောင်ခေါ်ခဲ့ဘူးတဲ့တမိုင်းဝင်လူကိုပြောနေတာလားဆိုပြီးပြောနေရပြီးအဲ့အချိန်ဟတ်တာဘက်ကလူကတော့မှန်ပါတယ်ဒါကတော့ဟတ်တာတဝင်းမီ
ကြားစုကထင်းထင်းခဲ့တဲ့သူ့ရဲ့လေ့ကျင့်ရေး January ပါဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်ဟတ်တာဘက်ကလူကတော့ဒီလေ့ကျင့်ရေးနီလန်းတွေကဟောင်းနေပြီဆိုပေမဲ့လည်းတာခန်နီလန်းတွေဆိုတော့တေချာပေါက်အခုညီတော့ဖြစ်မှာပါဆိုပြီးပြောလိုက်ပြီးဒီအရာကြောင့်ပဲထို့သူရဲ့အနောက်မှာရှိတဲ့စာမဲမှာတော့ရန်အောင်မအံ့မှုတွေအပြည့်နဲ့အိုးဆိုပြီးတွေ့နေရကအဲ့အချိန်နောက်တစ်ယောက်မှဆိုရင်လေ Redford ဘရင် Ronan လှုပ်လိုက်တာဖြစ်ပြီးတော့ထို့သူမှလည်းအားလုံးကအံ့ဩစရာတွေကိုပြင်ဆင်ခဲ့တာဆိုတော့ Redford ဘရင်ရဲ့အပြင်ဆင်ကတော့ဆိုပြီးပြောလိုက်ပြီးနောက်တစ်ခုထပ်လာနေပါပြီဆိုပြီးပြောနေတာအဲ့အချိန် Redford နိုင်ငံတော်ကလှုပ်လိုက်တဲ့သူမှာတော့လက်ဆောင်တစ်တာကိုဖွင့်ပြလိုက်ပြီးဒါတွေကလေ့ကျင့်ရေးပစ္စည်း12မျိုးနဲ့ဟွန်စာလိုက်အလေး30ပါဆိုပြီးပြနေခဲ့ပါတယ်ဟိုအခါဒီမြင်ကွင်းကြောင့် Lauren တယောက်အနေငယ်တော့ကြောင်းနေရပြီးတစ်ဖက်က Redford ဘက်ကလှုပ်လိုက်တဲ့သူမှာတော့ဒါတွေကုန်သွားရင်လည်းနောက်ထပ်ပြီးပြီးလို့ရပါသေးတယ်ဆိုပြီးပြောနေရင်လည်း Ronan လှုပ်လိုက်တဲ့ Redford နိုင်ငံရဲ့အစီအကံမှာတော့ဟာဒါက Demetri စီကနေရရှိခဲ့တဲ့အကူအညီအတွက်အသေးစားလေးပဲပြန်ပေးဆက်ခြင်းမလို့ဝင်မပြပါနဲ့ဗျာဆိုပြီးပြောလိုက်ပြီး Romeo နဲ့စကားတွေပြောပြီးရင်းနေတဲ့အတွက်ကြောင့်စာမဲတယောက်မှလည်းအကြံရခဲ့တာကငါတယောက်တည်းမဟုတ်ဘူးလားဆိုပြီးတွေးနေရပါတယ်အဲ့နောက်စာမဲနဲ့အတူတခြားသူတွေမှလည်းအကုန်လုံးတန်းတူပဲတီဗီပေါ့ကွာပြန်ရောက်ရင်တော့ဘာလို့တွေကဘလို့အစီရင်ခံရမလဲဆိုပြီးတွေးနေရပြီးဒီလိုနဲ့လောက်ဝက်လောက်ကြတဲ့အခါမှာတော့ Demetri မျိုးစားပိုင်တဲ့ဟာကိုပိုင်နိုင်ငံအဖြစ် Demetri နိုင်ငံတော်ဖြစ်ခဲ့ပြီဟုကြေညာခဲ့ပြီးတဲ့နောက် Empire တစ်ခုဖြစ်လာဖို့တည်ဆောက်ဖို့ပထမဦးဆုံးခြေလှမ်းကိုလည်းစတင်ခဲ့ပြီဖြစ်ပါတယ်ဒီလိုသတင်းတွေကြောင့် Kronos Empire ကတော့တိတ်ဆိတ်နေခဲ့ပြီး Demetri အပါအဝင်မဟာမိတ်နိုင်ငံတော်တွေဟာအလင်းအမြန်နဲ့ပဲပုံစံတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပေမဲ့လည်းပြဿနာကတော့ Valhalla ကဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ Valhalla မှာ Moray တည်ဆုံးပြီးတဲ့နောက် Valhalla ရဲ့တော်ဝင်ခိုင်းတဲ့မျိုးစားကြီးဗီဒီယိုတို့ရဲ့ခိုင်းတို့ကပြင်းပြထန်ထန်နဲ့ထိတိုက်ရင်ဆိုင်နေကြပါတယ်အဲ့ဒီအချိန်သတင်းကြားပြီးပြီလားဆိုတဲ့စကားနဲ့အတူညချမ်းအခါမှာ Roman ရဲ့ကိုပိုင်တပ်သားတွေမှလည်း Demetri မှာကင်းလည်နေခဲ့ပြီးတယောက်ကလည်း Valhalla Igor ကမျိုးစားကြီးဗီဒီယိုရဲ့တော်လိုင်းရေးစစ်တပ်ကိုဖိနှိပ်ဖို့တော့မှတပ်သားတွေကိုစုဆောင်းနေတယ်လို့ပြောရဲဆိုပြီးပြောနေခဲ့ပါတယ်အဲ့အခါအနောက်ကလူမှာတော့အဲ့ဒီ Valhalla နဲ့ Kronos ကတော့လေမိုးကျူပိခလန်ရဖို့အတွက်ညှို့နှိမ့်ပါတယ်ဆိုပြီးချိန်ဆနေခဲ့ပြီးထိုစဉ်အရှိရပြောနေတဲ့သူမှာတော့ဒုတိယတစ်ခုကိုမြင်လိုက်ရတဲ့အတွက်ကြောင့်အနေငယ်တော်ကြောင့်ကအဲ့ဒီအချိန်ခြုံပုတ်ထဲကနေလူနာဆိုပြီးစကားနဲ့အတူဒုတိယပေါ်လာတဲ့အတွက်ကြောင့်ကင်းလည်နေတဲ့နှစ်ကောင်မှလည်းဘသူလဲဆိုပြီးလန်တကြားနဲ့ဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာရှိရဒုတိယပေါ်လာတဲ့သူမှာတော့ကုညီပါဆိုပြီးပြောရင်းနဲ့ရေပြင်ပေါ်တော့လဲကျသွားခဲ့ပြီးတော့ရေမြင်ခွင့်ကြောင့်ကင်းလည်နေတဲ့တပ်သားနှစ်ယောက်မှလည်းဒုတိယလားဆိုပြီးပြောနေရပြီးအဲ့နောက်မှာတော့ထိုလူမှဆိုရင်တော့ဖြင့်ရိုမန်အရှိကိုရောက်နေကထိုစဉ်အချိန်ရိုမန်ကလည်းလူနာနိုင်ငံတော်ကလူကဘလို့လုပ်ပြီးတော့များစုံမဲ့တောင်တွေကိုဖျက်ပြီးလာခဲ့တာလဲဆိုပြီးမင်းနေခဲ့ပါတယ်ဟိုကရိုမန်အရှိကိုရောက်နေတဲ့သူမှာတော့လူနာနိုင်ငံတော်ရဲ့သူရဲကောင်းခေတ္တမဲဖြစ်ပြီးခေတ္တမှာဆိုရင်လည်းယူရဲချက်ကိုရှင်းမပြခင်မှာလူနာနိုင်ငံတော်ရဲ့လက်ရှိအခြေအနေကိုအရင်ပြောချင်ပါတယ်ဆိုပြီးပြောလိုက်ပြီး Kronos နဲ့စပွဲပြီးချင်းမှာပဲသူတော်စင်မဖြစ်တဲ့လူနာနိုင်ငံတော်ရဲ့ဘုရင်မ Isabel ကလည်းသူတို့ရဲ့အကြံစီကိုတားဆီးဖို့အတွက်ဆလမန်ဒါနေမြေမှာရှိနေခဲ့တာပါဆိုပြီးပြောလိုက်ပြီးတော့ဒါကမှလွန်ခဲ့သော3လတုန်းကသူနဲ့အဆက်အသွယ်ပြသပါတယ်ဆိုပြီးပြောနေခဲ့ပြီးအဲ့ဒါပြီးတဲ့နောက်မှာကာကွယ်ပေးနေတဲ့မြင့်မြတ်တဲ့အစွမ်းတွေကလည်းအဖိဖိနဲ့အားပြောလာခဲ့ပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်ခုနောက်ခေတ္တတရက်မှာတော့သူတို့နိုင်ငံတော်ရဲ့အကြောင်းရှင်းပြနေခဲ့ပြီး Lady Isabel ရဲ့မြင့်မြတ်တဲ့အစွမ်းကသာအေးခဲနေတဲ့အာခီဒီကိုအနှွေးတက်တွေတည်ဆောင်လာပေးနိုင်တာပါဆိုပြီးပြောလိုက်ပြီးအခုအဲ့ဒီအစွမ်းကမရှိတော့အေးတံကိုမခံနိုင်တော့ပဲနိုင်ငံတော်ကြီးကပြူလဲနေပါပြီဆိုပြီးပြောနေခဲ့ပါတယ်ခုနောက်ခေတ္တမှာရုတ်တရက်ပဲရိုမန်ရဲ့အရှိမဒူးထောက်ချလိုက်ပြီးအတန်အချိန်နဲ့ဆရာရိုမန်ဘီမ Isabel ကိုရှာဖွေဖို့အတွက်ကူညီပေးပါဆိုပြီးတောင်းဆိုနေခဲ့ပြီးအဲ့ဒီအချိန်ရိုမန်ကလည်းငငယ်တော်စဉ်းစားခန့်နေက Isabel သူက Alexander ရဲ့တရုတ်မှန်ကိုခေါ်ထုတ်ခဲ့တဲ့သူပဲဆိုပြီးတွေးနေကသူတားဆီးဖို့ကြိုးစားတဲ့အကြံဆိုရင်တော့ Demetri ရဲ့အနာဂတ်နဲ့လည်းအဆက်ဆက်နေမှာတော့မဟုတ်ဘူးဆိုပြီးတွေးနေခဲ့ပါတယ်ဟိုကရိုမန်ကလည်းကောင်းပြီလေဘယင်မ Isabel ရဲ့အကြောင်းကိုကြည့်လိုက်ပါမယ်ဆိုပြီးပြောနေရင်လည်းအဖက်ကခေတ္တမှာတော့ရိုမန်ရဲ့စကားကြောင့်ကျေးဇူးတင်ပါတယ်ပြီးတော့ဆိုပြီးပြောလိုက်ပြီးအဲ့ဒီအချိန်ရိုမန်တယောက်မှာတော့စကားပြောလိုက်ခါနောက်ထပ်တောင်းဆိုစရာရှိလို့လားဆိုပြီးမေးလိုက်ပါတယ်ဟိုကခေတ္တမှာတော့အဲ့ဒါကမြင့်မြတ်ချင်းစွမ်းအားတွေကတောက်ခွေတော့အာခီဒီတဝန်းမှာချုပ်ထွေးမှုတွေကဖြစ်နေပါတယ်ဆိုပြီးပြောနေခဲ့ပြီးဒါကြောင့်မလို့လူနာနိုင်ငံတော်နဲ့တခြားမျိုးနွယ်တွေကဆာလောင်ချင်းတံကိုခံနေရပါတယ်ဆိုပြီးပြောနေကအဆုံးသတ်မှာတော့ညီကိုရောင်ဆွပြစ်နေမိမှာတဲ့လေသူလို့ခေါ်တဲ့အလူမျိုးနယ်စုကငင်းချင်းရေးသဘောတူညီမှုစာချုပ်ကိုဖျက်ပြီးစစ်ကြေညာခဲ့တာပါဆိုပြီးပြောလိုက်ရင်ခေတ္တရဲ့ရှင်းပြမှုတွေကိုနားထောင်နေရတဲ့တစ်ဖက်က Vicon Lawrence နဲ့စစ်တူကြီးဂျွန်နသန်တို့မှလည်းအနေငယ်တော့ကြောင်သွားတာကအလူတွေလားဆိုပြီးတွေးနေရပါတယ်အဲ့ဒီအချိန် Vicon Coran မှာတော့အာခီဒီဆိုတာအတူညီတဲ့မျိုးနွယ်တွေပေါင်းပြီးငင်းချမ်းစွာနေထိုင်နေတဲ့နေရာမှာဟုတ်ဘူးလားဆိုပြီးမေးလိုက်ကဖြစ်စီရရှာလို့စစ်ပွဲကိုမှလာပြီးဖြစ်နေတယ်လားဆိုပြီးမေးနေခဲ့ပါတယ်ဟိုခါခေတ္တမှာလည်းဟုတ်ကဲ့မူလကတော့အာခီဒီရဲ့မျိုးနွယ်စုကအချင်းချင်းအနေနဲ့မပြုကြပါဘူးတို့ပေမဲ့အလူတွေရဲ့ဘရင်အစ်စ်ဂါရဆာလို့ခေါ်တဲ့ကောင်ကအင်အားရလာတဲ့နောက်မှာတော့စတင်ပြီးမတည်ငြိမ်မှုတွေကဖြစ်လာတာပါဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်ခေတ္တမှာလည်းဂါရဆာကအရင်ကျန်းနေမှာတယ်ဆိုပြီးပြောနေကသူ့ရဲ့အဓိကရွေးချက်ကမျိုးနွယ်တိုင်းကိုအစာဖြစ်အောင်လုပ်ဖို့ပါပဲဆိုပြီးပြောနေရင်ဒီအတိုင်းဆိုရင်တော့အာခီဒီကလူတွေရဲ့တက်ဖြစ်ခြင်းမှာမလွဲမသွေကြောက်လာတော့မှာပါဆိုပြီးပြောနေခဲ့ပါတယ်ဟိုခါခေတ္တရဲ့စကားတွေကြောင့်ရိုမန်ကလည်းလူနာနိုင်ငံတော်ကိုကူညီဖို့ဆိုတာလူရှင်းမှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပြီးအဆုံးမဲ့တောင်တန်းတွေကခါတက်တဲ့အေးအေးတန်နဲ့ဘာလို့ဒီလိုအနေရမျိုးကိုမှယူရမှာလဲဆိုပြီးဩဇာရှိတဲ့ပုံစံနဲ့မေးလိုက်ပြီးတော့အဲ့ဒီအချိန်ခေတ္တတယောက်မှလည်း Demetri ရဲ့အနေထားကိုနားလည်ပါတယ်ဒါပေမဲ့ Grasa ဟာတနေ့မှာ Demetri ကိုပါအနေရပြုလာနိုင်တဲ့ဖြစ်တည်မှုတစ်ခုပါဆိုပြီးပြောနေခဲ့ပြီးတခြားမျိုးနွယ်တွေအားလုံးကိုသူကစားသုံးပြီးရင်တော့အားလုံးရဲ့ဆိုင်ကန်းတွေရှင်းသွားတဲ့အခါမှာအဲ့ဒီအနေရကောင်ကတောင်လေးပေါ်ကိုကြော်လာရင်းနဲ့ကြောက်လာပါလိမ့်မယ်ဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်ခေတ္တမှာလည်းပုံစံတစ်မျိုးနဲ့ဒူးထောက်လိုက်ပြီးတင်မြတ်မှုမရသေးဘူးဆိုရင်တော့ပြဿနာတွေတက်လာတဲ့အခါဒါမှမဟုတ်အာခီဒီပြိုလဲတဲ့အခါမှာဆရာရိုမန်ကိုရှာပြီးတစ္ဆာခံမကိုရင်ဆိုဖို့အတွက် Lady Isabel ကကျွန်တော်ကိုပြောခဲ့ပါတယ်ဆိုပြီးပြောနေရင်လည်းခေတ္တရဲ့လက်ထဲမှာလည်း Isabel ပေးလိုက်တဲ့ဆွဲပြတစ်ခုကိုကိုင်နှက်ခဲ့ပြီးတော့အဲ့ဒီအချိန်ရိုမန်ကလည်းအဲ့ဒီအမျိုးသမီးကိုယ်တိုင်ကပြောခဲ့ရလားဆိုပြီးတွေးနေရကကိုစဉ်ခေတ္တမှာတော့လူနာနိုင်ငံတော်ဟာအဆုံးမဲ့တောင်တန်းတွေအလုံးကိုကာကွယ်ပေးပြီး Demetri ကိုထာဝရတစ္ဆာရှိနေပါမယ်ဆိုပြီးပြောလိုက်ရင်လည်းခေတ္တရဲ့စကားတွေကြောင့်ပဲ Vicon Lawrence မှာတော့လူနာနိုင်ငံတော်ရဲ့အငြင်းပွားမှုကအဆိုးရဲ့အကောင်းတွေရှိနေတယ်ဆိုပြီးထားပြောလိုက်ပြီး Grasa တာအာခီဒီကိုတင်းယူလိုက်ရင်တော့သူမျက်စိကျမဲ့နောက်တစ်နေရာက Demetri ဖြစ်မှာပါဆိုပြီးပြောနေရင်လည်းကိုစဉ် Vicon Lawrence မှာတော့အဲ့အတွေ့ရတော့မတူဘူးဆိုပြီးပြောလိုက်ပြီးဘလောက်ပဲဘလူးတွေကအနေရများနေပါစေဦးတော့အဆုံးမဲ့တောင်တန်းတွေကနေစစ်တက်ကြီးတကူဖျက်ကျော်လာဖို့ဆိုတာဘယ်မှမဟုတ်ဘူးဆိုပြီးပြောလိုက်ပြီး Vicon Lawrence တယောက်မှလည်းအကယ်၍အာခီဒီကနိုင်သွားရင်တော့မှပဲဆုံးရှုံးမှုကပြင်းထန်မှာဆိုပြီးပြောနေခဲ့ပါတယ်အဲ့ဒီအချိန်ရိုမန်ကတော့အေးတန်လာဆိုပြီးတွေ့လိုက်ပြီးဟန်ဆိုပြီးအနေငယ်တော့ကျောင်းသားကအရင်ဘဝတုန်းကလည်းစင်တူတဲ့အရာတွေကိုတွေ့ကြုံမှုလိုပဲဆိုပြီးတွေးနေရင်လည်းဘတ်ဂျွန်ဟော့ရဲ့ဘဝမှာတော့တစ်နှစ်ပတ်လုံးနှင်းကြနေခဲ့တဲ့နေမြေတစ်ခုကလည်းရှိခဲ့ပြီးအေးတန်ကိုမှအားသာချက်အနေနဲ့အသုံးပြုတဲ့တပ်ဖွဲ့ကလည်းရှိခဲ့ပြီးတော့ထိုတပ်ဖွဲ့ကိုမြောက်ပင်နယ်ရဲ့ရေခဲနှန်းတော်လို့ခေါ်ခဲ့ပါတယ်ကဲဒီချက်တာလေးကိုတော့ဒီနေရာမှာပဲခဏပြရစီခင်ဗျာနောက်လာမယ့်အပိုင်းမှာရိုမန်တို့တွေကအာခီဒီကိုတွားပြီးတော့ဘလူရီကတင်မလဲဆိုတာကိုဆက်လက်ကြည့်ရှုရမှာဖြစ်ပြီးနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဘာတွေဆက်တင်မလဲဆိုတာကိုစောင့်မျှော်ပြီးတော့ကြည့်ရှုပေးကြပါအောင်လို့တောင်းဆိုရင်းနဲ့ကြည့်ရှုအားပေးသူတဦးတယောက်ချင်းခံကိုလည်းဒူးကျေးဇူးတင်ပါတယ်ကိုကျော်ဒီခွနဲ့ကြည့်ပေးခဲ့တဲ့တငယ်ချင်းတွေကိုလည်းချမ်းချမ်းအောင်မှာချစ်ပါတယ်တက်တာဗျာနောက်မှပြန်တွေ့ကြမယ်